တို့ဒီ AI agent တွေ spam မဖြစ်တဲ့အကြောင်းရင်းတွေအဓိကသွားမယ်ပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့စောစောကပြောသလိုပဲကိုယ့်ရဲ့ agent ကမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်နေတတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က prompt ကိုပဲအဓိကfocus ထားပြီးတော့ပြင်နေဖြစ်ကြတာပေါ့နော်ဆိုတော့အများစုလည်းကြုံမှုကြမှာထင်တယ်ဆိုတော့ကျွန်တော်တို့ဒီ prompt နေပဲကိုပြင်လို့မရအောင်ပေါ့နော်အဲ့ AI ကသူ့အုံနောက်ထဲမှာကျွန်တော်တို့ဘာတွေထည့်ထားမလဲဆိုတော့သေချာမထည့်ထားဘူးဆိုလို့ရှိရင်အဲ့ဒါအလုံးမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ prompt တစ်ခုတည်းနဲ့တင်အကုန်လုံးအားကိုးလို့မရအောင် agent မှာ agent level ရောက်လာတဲ့အခါကြလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒီမိနစ်60အတွင်းမှာကျွန်တော်တို့အချိန်ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ agent တိစောက်တဲ့အပိုင်းလေးတွေကိုကျွန်တော် live demonstrate လေးကျွန်တော်တို့သွားကြမယ်ပေါ့နော်ဆိုတော့ဒီမှာ participant တွေအကုန်လုံးရောကျွန်တော်တို့agent တစ်ခုစောက်ဘူးလားဒါမှမဟုတ်လို့ရှိရင်မစောက်ဘူးလား1 နဲ့2ပေါ့နော်စောက်ဘူးလဲဆိုလို့ရှိရင်ချက်မှာ1လို့ရိုက်ပြီးပါအောင်မစောက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့2လို့ရိုက်ပြီးပါပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဆောက်ဘူးလည်းပြဿနာမရှိဘူးတကယ်လို့ကိုကစောက် agent တွေကိုယ်တိုင်စောက်လာပြီဆိုလို့ရှိရင်ဘယ်ဟာအရေးကြီးရဆိုတာကိုကျွန်တော်တို့သိလာလိုက်မယ်ပေါ့နော်ဆိုတော့ agent တွေကျွန်တော်တို့မှာဗျာကျွန်တော်အများစုက agent စောက်တဲ့အပိုင်းတွေမှာအရင်ခက်တယ်လို့ကျွန်တော်တို့ကထင်ကြတာတကယ်တော့မဟုတ်ဘူးကျွန်တော်တို့သူ့မှာ frame ရရှိပြီလားကျွန်တော်တို့ကအဲ့ထဲမှာအဲ့ထဲကိုကျွန်တော်တို့ရဲ့ဒီအသုံးပြုမဲ့အုံနောက်ကိုကျွန်တော်တို့ကပြစ်ထည့်လိုက်ရုံပဲအဲ့တော့ AI agent တွေအများစု smart မဖြစ်တဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒီ context ကြောက်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အများစုက prompt ကိုပဲကျွန်းလုပ်နေတာဒီ prompt ကမကောင်းသေးဘူးထပ်ပြင်ရမယ်ဒါမျိုးတွေပေါ့နော်ဆိုတော့အရင်တော့ကျွန်တော်ပြောသွားခဲ့တဲ့အပိုင်းတွေဆိုလို့ရှိရင်ဒီ prompt engineering ကိုကျွန်တော်အဓိက focus ထားတယ်အခုနောက်ပိုင်းတော့အဲ့လိုမဟုတ်ဒီ prompt ကတော့အရေးကြီးရယ်ဆိုတော့ကျွန်တော်တို့ဒီ prompt ဒီထဲမှာကျွန်တော်တို့ရှေ့ကနေပြီးတော့ဒီရှေ့ရဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့โอเคနော်ရှေ့တစ်ပတ်တွေဆိုလို့ရှိရင်ဒီ prompt engineering ကိုပဲအဓိကသွားတယ်တကယ်တမ်းမှာကျတော့ကျွန်တော်တို့ကprompt engineering က foundation layer တစ်ခုဖြစ်သွားတယ်ပေါ့နော် foundation တစ်ခု layer ကျွန်တော်တို့ချက်လိုက်တိုင်းကျွန်တော်တို့ agent တွေကို prompt ရိုက်လိုက်တိုင်းမှာ prompt ကတော့မပါမဖြစ်ရှိနေတယ် prompt engineering ကိုနားမလည်လို့မရဘူးပေါ့နော်ဆိုတော့ prompt engineering ကောင်းကောင်းနားလည်လာလေကျွန်တော်တို့သုံးရတဲ့ okay thank you ဆိုတော့ဒီ prompt engineering ကလည်းအရေးကြီးတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ကကျွန်တော်သွားတဲ့ပုံစံတွေဆိုလို့ရှိရင်အခုသင်တန်းတွေတော်တော်အများစုရှိကြတယ်ပေါ့နော်ကျွန်တော်သွားတဲ့ပုံစံကတော့ကျွန်တော်အဓိကတော့ scale ကိုသွားတယ်ကျွန်တော် tool focus မသွားဘူးပေါ့နော်ကျွန်တော်သင်တန်းတွေဆိုလို့ရှိရင်ဆိုတော့skill အဓိကသွားတယ်ပြီးသွားလို့ရှိရင်နားလည်ဖို့အဓိကသွားတယ်ပြီးသွားလို့ရှိရင် thinking ကိုအဓိကသွားတယ်ပေါ့နော်ဆိုတော့ဒီဘိုင်းတွေမှာကျွန်တော်တို့တချို့ဘိုင်းတွေလည်းဒီ initiation တို့ပါတော့ initiation တို့ automation တိစောက်တဲ့ဘိုင်းတွေဒီဘိုင်းတွေတော့ကျွန်တော်မသွားပြဘူးပေါ့နော်မသွားပြဘူးဆိုတာကျွန်တော်ကိုယ်တိုင်လည်းသုံးနေတဲ့ခါသုံးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ tool focus ကျွန်တော်မသွားပြဘူးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ prompt ကပြဿနာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိသွားလိုက်မယ်နောက်ပိုင်းကြလို့ရှိရင်အဲ့တော့ကျွန်တော်တို့agent တွေ smart မဖြစ်တဲ့ဘိုင်းတွေမှာ prompt ကအဓိကမဟုတ်ဆိုလို့ရှိရင်ကျွန်တော် context ကအဓိကဖြစ်လာတယ်နောက်ပိုင်းနေမှာဆိုလို့ရှိရင်ကျွန်တော် harness အခုဒီအပိုင်းကတော့ context ဆိုတဲ့အပိုင်းပါ context engineering လုပ်တဲ့အပိုင်းကြီးပါလိမ့်မယ်ပေါ့နော်ဆိုတော့ context engineering ဆိုတာကျွန်တော်တို့ဘာလဲလို့မြင်ဘယ်လိုပြောလို့ရလဲပေါ့အဲ့တော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ prompt engineering ကကြတော့ကျွန်တော်တို့ချက်တစ်ခုရိုက်လိုက်တယ်ပေါ့နော်ချက်တစ်ခုရိုက်လိုက်တဲ့အချိန်မှာအဓိကကျွန်တော်တို့ဘယ် AI tool ပဲသုံးဆိုပါစို့ကျွန်တော်တို့ cloud ပဲသုံးanyway ဆိုတော့cloud ကတော့မြန်မာပြည်မှာဆိုလို့ရှိရင် VPN ခံပြီးသုံးဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့prompt instruction ဒီဘိုင်းတွေကိုတော့ကျွန်တော်တို့က sorry နော်ကျွန်တော်screen share ဖို့မိပါကျွန်တော်တို့ဗျာအဲ့မှာဆိုဘယ် tool ပဲGemini ပဲသုံးanyway Gemini ပဲသုံး ChatGPT ပဲသုံးကျွန်တော်တို့ကြိုက်တာသုံးအဲ့ဒီရဲ့ chat ဒီမှာကျွန်တော်တို့ကဘာရှိလဲဆိုလို့ရှိရင်အဓိကအဖြစ်တော့ကျွန်တော်တို့ prompt အပြင်ကိုကျွန်တော်တို့တိစောက်တဲ့အပိုင်းတွေမှာအရေးကြီးတဲ့အပိုင်းတွေက sorry နော်ကျွန်တော်Chrome လေးကျွန်တော်ဝင်ချင်တာအဲ့တော့ prompt engineering ဆိုတာကကျွန်တော်တို့ chat မှာရိုက်လိုက်တဲ့ဟာတစ်ခုပဲကျွန်တော်တို့အဓိကအဖြစ်ပေါ့ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့မှာ single
single tune output quality ဆိုတော့ကျွန်တော်တို့ချက်တစ်ကြောင်းရိုက်လိုက်တယ်ရိုက်လိုက်တဲ့အချိန်မှာပဲကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ output ပြင်ရတာအဲ့တော့ကျွန်တော်တို့ဒီရိုက်လိုက်တဲ့ဟာပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ output quality ကဘာဖြစ်ပါထွက်လာတယ်ဘယ်လောက်ထွက်လာလဲကျွန်တော်တို့က AI နေမတူညီတဲ့အချိန်မှာကျွန်တော်တို့ရဲ့output ကမတူဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကလည်းကျွန်တော်တို့ဟိုဘယ်အပေါ်မူတည်နေရလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ cloud တစ်ခုမှာပဲကျွန်တော်တို့ကအများကြီးရှိရဗျာကျွန်တော်တို့ဥပမာအဖြစ်ဆိုလို့ရှိရင်ဆိုကျွန်တော်တို့ဒီမှာရိုက်လိုက်တဲ့ prompt တစ်ချောင်းကဒီရဲ့ instruction ပုံမူတည်ရပေါ့နော်ဒီရဲ့ instruction ပုံမူတည်ကျွန်တော်တို့ဒီမှာ instruction ထည့်ထားတဲ့အပုံမူတည်ပြီးတော့အပြောင်းလဲဖြစ်လာဆိုတော့ကျွန်တော်တို့ဒီမှာဥပမာအဖြစ်ကျွန်တော်တို့တစ်ချောင်းရိုက်လိုက်မယ်ပေါ့နော်ဒီထဲမှာလုပ်ငန်းရှင်တွေလည်းပါတယ်တချို့လည်း IT stat တွေပါတယ်တချို့လည်း marketer တွေပါတယ်တချို့လည်း content creator တွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဘာ prompt ပဲရိုက်လိုက်ကျွန်တော်တို့အဓိကအားဖြစ်တော့ဒီမှာထွက်လာတဲ့ output တွေကျွန်တော်တို့စောကရိုက်လိုက်တဲ့စောကကျွန်တော်တို့ဒီမှာပြထားတယ်ဒီရဲ့ system instruction ရဲ့ဒီ instruction ပေါ်မူတည်ပြီးတော့အများကြီးအပြောင်းလဲဖြစ်စေတယ်ရမယ်နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ seminar မှာတော့ကျွန်တော် prompt တွေအများကြီးမရိုက်ပြတော့ဘူးကျွန်တော်တို့ထွက်လာတဲ့ output ကဒီ cloud chat မှာဆိုလို့ရှိရင်ဒီရဲ့ instruction for cloud ဆိုတဲ့အထဲမှာအများကြီးမူတည်တယ်ဆိုတော့ဒီ cloud အတွက်ကတော့ကျွန်တော်တို့ဒီ HTML format ပေါ့နော်ဒီဟာဆိုလို့ရှိရင် HTML format ကျွန်တော်တို့တချို့ဆိုလို့ရှိရင်လည်းဒီprompt ရိုက်တဲ့ဒီ instruction ပေးထားတဲ့အချိန်မှာဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ design တွေပေါ့နော်design တွေဆိုတာသူ့ role ပေးမယ်ပေါ့identity အနေနဲ့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အကြောင်းတွေထည့်ထားလို့ရမယ် system prompt အနေနဲ့ဒီမှာထည့်ထားလို့ရမယ်ပေါ့နော်တချို့ဖုန်းနဲ့လူတွေကဖုန်းနဲ့ကြည့်တဲ့လူတွေကတော့နည်းနည်းလေးသိကောင်းသိမယ်ပေါ့နော်ဆိုတော့ဒါကတော့ prompt တစ်ခုမှာထည့်လိုက်တဲ့အချိန်မှာ output ထွက်လာတဲ့အချိန်မှာဒီရဲ့ output ကဘယ်ပေါ်မူတည်ရဲဆိုတာကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့သွားမယ့်အပိုင်းက context engineering design ကျွန်တော်တို့ဥပမာအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကားတစ်စီးရှိရပေါ့ကားတစ်စီးရှိရဆိုလို့ရှိရင်အဲ့ဒီကားတစ်စီးမှာကျွန်တော်တို့ engine ရှိပြီပေါ့နော်အဲ့တော့ကားတစ်စီးမှာကျွန်တော် engine ရှိရဆိုလို့ရှိရင်နောက် body part တွေအပိုင်းတွေလည်းအများကြီးရှိတယ်အဲ့ဒီ body part အပိုင်းတွေကိုကျွန်တော်တို့ကဘယ်ဟာနဲ့ကိုစားပြုလို့ရလဲဆိုလို့ရှိရင် cloud cloud ရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ChatGPT ရှိပြီပေါ့နော်ဒီ model တစ်ခုရွေးလိုက်ပြီပေါ့နော် model ထဲမှာကျွန်တော်တို့က ChatGPT ရှိမယ်နောက် Gemini တို့ဘာလို့လဲရှိမယ်Gemini ရှိမယ်နောက်တခြားသော model တွေလည်းအများကြီးရှိဒီ model ကကျွန်တော်တို့ကဘာနဲ့တူလဲပေါ့ဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုကြတော့ကျွန်တော်တို့က engine နဲ့တူတယ်ကားတစ်စီးရဲ့ကျွန်တော်တို့ engine နဲ့တူတယ်အဲ့တော့ဒီ model ကကျွန်တော်တို့က engine နဲ့တူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ engine နဲ့ဒီက engine ဆိုပေမဲ့ကျွန်တော်တို့ကသူ့မှာဘာတွေရှိလဲဆိုလို့ရှိရင်ကားတစ်စီးမှာ engine ရှိတယ်ဗျပြီးတော့လို့ရှိရင် body part တွေရှိတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ဆိုအဲ့ဒီထဲမှာထည့်ထားတဲ့ကျွန်တော် screen share မြင်ရတာဟုတ်မြင်ရပါတယ်အဲ့ထဲမှာထည့်ထားတဲ့ဆိုတော့ကျွန်တော် engine ထဲမှာကျွန်တော်တို့ကဘာထည့်ထားမလဲဆိုလို့ရှိရင်ကျွန်တော်က contrast ထည့်ထားမှာဒါမော်တယ်ဒါ body သူ့ရဲ့ engine ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီရဲ့ body part အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က harness engineering ဆိုရှိအဲ့တော့ကျွန်တော်တို့ကဒီ model ထဲမှာကျွန်တော်တို့က context ကိုထည့်တာအဲ့တော့ကျွန်တော်တို့ကAI ကိုကျွန်တော်တို့ကခိုင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကနေပြီးတော့အလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ချက်လိုက်တဲ့prompt မှာ new check ကနေပြီးတော့ကျွန်တော်တို့ခေါ်သုံးလိုက်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဆိုကျွန်တော်တို့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ခိုင်းလိုက်တဲ့ဟာကိုဒီထဲက instruction အတိုင်းကျွန်တော်တို့ကအလုပ်လုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အများစုကြုံမှုကြားလိမ့်မယ်ပေါ့နော်ဆိုတော့lost in the middle
ဆိုတာမျိုးရှိကြတယ်အများစုကြုံဘူးကြမယ်ထင်တယ်ဆိုတော့အဲ့ဒါဘယ်လိုမျိုးလဲပေါ့ဆိုတော့ကျွန်တော်တို့ကစာအုပ်တွေရေးခိုင်းနေဗျာရေးခိုင်းတဲ့အချိန်မှာဆိုတော့အစပိုင်းကောင်းတယ် anyway နောက်တစ်ပိုင်းကျတော့အဆုံးပိုင်းကောင်းတယ်အလယ်မှာ miss ဖြစ်သွားတာဆိုတော့အဲ့ဒါမျိုးကြုံဘူးလား ကြုံဦးတဲ့ကြာ yes ဆိုတော့ကျွန်တော်တို့အဲ့ဒါမျိုးဖြစ်တဲ့ဟာတွေမှာကျွန်တော်အဲ့ဒီ context ထဲမှာထည့် context window အဲ့ဒီ context ထဲမှာထည့်ရတဲ့ဟာကကျွန်တော်တို့ကစနစ်မကျတာပဲဖြစ်သူအရေးကြီးတဲ့ point တွေကိုကျွန်တော်တို့ကစနစ်တကျမထည့်ရဘူးဆိုလို့ရှိရင်ကျွန်တော်တို့က lost in the middle ဖြစ်ဖို့များတယ်နောက်တစ်ခုကကျွန်တော်တို့က chapter ဆိုပါလို့ကြာကျွန်တော်တို့ကဘာသာစာအုပ်တစ်အုပ်ကိုဘာသာပြန်ခိုင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာ PDF file ထည့်ပြီးတော့ဒီစာအုပ်ကိုဘာသာပြန်ပြီးပါဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဆိုတော့အဲ့ဒါဆိုလို့ရှိရင် तू ကဆိုကျွန်တော်တို့ဒီ context engineering ရဲ့သဘောတဘာဝအရတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် तू ကဆိုအစားဝင်ကောင်းတယ်ပြောလို့ရှိရင်အလဲမှာ तू ရေးချင်တာရေးရဲ့ hallucination တွေများသွားတယ်ပေါ့နော် hallucination များသွားဆိုတော့ तू လုံးကြံပြီးတော့ရေးခဲ့တဲ့ဟာတွေများသွားတယ်ဆိုတော့အဲ့ဒီဟာကိုထိန်းတဲ့ဟာဒီကျွန်တော်တို့က prompt နဲ့ထိန်းလို့မရဘူးအဲ့တော့ကျွန်တော်တို့ context နဲ့ထိန်းရတာပေါ့အဲ့တော့ context ကိုကျွန်တော်တို့ကဘယ်အပိုင်းနေမှာကျွန်တော်တို့ထည့်မလဲပေါ့အဲ့ဒါအရေးကြီးတယ် so I don't like launch it for you. Like it depends on how many micros I put in. You can launch it. ဒီမှာ mute ပေးပါနော် okay အဲ့တော့ကျွန်တော်တို့ကဆိုကျွန်တော်တို့တိစောက်တဲ့ပုံစံတွေကျွန်တော်နည်းနည်းလေးပြပေးမယ်အဲ့ဒါ ChatGPT နဲ့ကျွန်တော်လောက်ထားတဲ့ဟာလေးရှိရပါတော့အဲ့တော့ကျွန်တော်တို့ ChatGPT မှာဗျာကျွန်တော်တို့အခုနောက်ပိုင်း business account တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ agent mode တွေပေါ်လာပြီဟုတ်တယ်ဟုတ်အဲ့တော့ကျွန်တော်တို့ဒီ agent mode တွေဒီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က agent bid လုပ်လို့ရတယ်ဆိုတော့ဒီမှာ prompt တစ်ချောင်းပဲအဲ့တော့ဆိုဒီနေရာမှာဘယ်ဟာစကားပြောလာပြီလဲဆိုလို့ရှိရင်ကျွန်တော်တို့ prompt engineering ကစကားပြောလာပြီဒီနေရာမှာဘာမှမလုပ်သေးဘူးကျွန်တော်တို့ဘာမှမလုပ်သေးဘူးဘာမှမလုပ်သေးတဲ့အချိန်မှာကိုယ့်ရဲ့ဒီ agent တိဆောက်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာမျိုးကျွန်တော်တို့တိဆောက်ထားဖို့လို့အဲ့ဒါရမလားမသိဘူးဆိုတော့ agent တစ်ခုကျွန်တော်တို့တိဆောက် bid လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခိုင်းနေတဲ့ task ကပါလဲကျွန်တော်တို့ goal ကပါလဲgoal ကပါလဲပေါ့နော်ဥပမာအဖြစ်ကျွန်တော် content agent လားဒါမှမဟုတ်လို့ရှိရင် copywriting agent လားနောက် accountant အပိုင်းကိုပြီးသုံးပါလားဆိုတော့ manager role လားသူ့ဘယ်လိုမျိုးပြီးသုံးပါလဲဆိုရဲကျွန်တော်တို့ရဲ့ goal ကတိတိကျကျရှိနေဖို့လိုတယ်ကြားမလားမသိဘူးနော်အဲ့တော့ကျွန်တော်တို့မှာ goal မရှိဘဲနဲ့ကျွန်တော်တို့ agent တွေဘယ်လိုပဲစိတ်ကူးရင်ပြီးစောက်ကျွန်တော်တို့ခိုင်းစရာမရှိဘူးဆိုလို့ရှိရင်အဲ့ဒါအလုံးမဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ agent တွေတုံးလာတဲ့အချိန်မှာဆိုတချို့လည်းဒီ content creator ပါဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီ agent တွေတုံးတဲ့အခါမှာဆော့ဆော့ goal test တွေကျွန်တော်တို့ဘာခိုင်းပါလဲဆိုတာအရင်အကြီးရယ်ဆိုတော့ဒီ test တွေရပြီဆိုလို့ရှိရင်ကျွန်တော်တို့စောက်တဲ့အပိုင်းဆော့ဆော့ကလို့ကျွန်တော်တို့ ChatGPT ကနေပြီးတော့တွားပြီးတော့ကျွန်တော်တို့စောက်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာတိဆောက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ instruction အနေနဲ့ကျွန်တော်မြန်အောင်လို့ဒီကပဲပြသွားလိုက်တော့ပေါ့နော်အဲ့တော့ ChatGPT agent ဒီဆိုပြင်လို့အရင်ကောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့role ပေးထားတယ်ကျွန်တော်တို့ရဲ့ brand direction အနေနဲ့ကျွန်တော်ပေးထားတယ်ပြောလို့ရှိရင် purpose and vision အနေနဲ့ကျွန်တော်တို့ပေးထားတယ်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ iterate လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဘေးကနေပြီးတော့ဒီကိုယ့်ရဲ့ instruction ကိုအများကြီးအပြောင်းလဲလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ ChatGPT မှာကျွန်တော်တို့တုံးတဲ့ပုံစံပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ audience ကတော့ဘယ်သူတွေလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အသက်အရွယ်တွေကအစသူတို့ရဲ့ career တွေဒီမှာဘာလုပ်ချင်တာလဲကိုယ့်ရဲ့ audience မှာဖြစ်နေတဲ့ပြဿနာတွေကျွန်တော်တို့ထည့်ပြီးဖို့လိုတယ်ဆိုတော့ language အနေနဲ့လည်းကျွန်တော်တို့ထည့်ထားဖို့လိုတယ်လို့ကျွန်တော်တို့ voice တွေ point of view တွေလည်းကျွန်တော်တို့ထည့်ဖို့လိုတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ instruction ကဘယ်လောက်အရေးကြီးလဲဆိုတာကိုကျွန်တော်နားလည်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပိုင်းလေးကျွန်တော်တို့တွားကြည့်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က context engineering ဆိုတာကျွန်တော်တို့ကိုယ့်ရဲ့ဒီ model ထဲမှာရှိတဲ့ context ကိုကျွန်တော်တို့ထည့်ထားတဲ့နေရာဆိုတော့ဘယ်နေရာမှာဘာထည့်မလဲဆိုတာကိုအဲ့ဒါသိဖို့အ
အရေးကြီးသလိုကျွန်တော်တို့ကအဲ့ဒါကိုထည့်ပြအောင်လည်းထည့်ဖို့အရေးကြီးရပေါ့နော်ပြီးတော့လို့ရှိရင်တော့ကျွန်တော် core net တစ်ခုပြပါမယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ agentic workflow တွေ AI agent တွေဒီဆောက်တဲ့အချိန်မှာဒီ context engineering ကတော့မဖြစ်မနေကျွန်တော်တို့နားလည်ထားဖို့လိုတယ်ဆိုတော့လေ့လာတဲ့အချိန်ပါဗျာကျွန်တော်တို့ကဘယ်လိုလေ့လာမလဲပေါ့နော်ဘယ်လိုလေ့လာမလဲပေါ့ဆိုတော့ကျွန်တော် YouTube မှာလည်းရှိရယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ deep learning AI လို့ဘာလို့မှလည်းရှိရယ်နောက်တစ်ခုကကျွန်တော်တို့က cloud တို့ဘာလို့ cloud ကနေပြီးတော့တို့ website ထဲမှာလည်းကျွန်တော်တို့လေ့လာလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကိုကဝန်ထမ်းတယောက်ခန့်လိုက်ပြီဆိုလို့ရှိရင်ဆိုတော့ AI ကိုကျွန်တော်တို့ကလူသားလို့မြင်ကြည့်ပေါ့နော်မြင်ကြည့်အဲ့တော့ကျွန်တော်တို့သူ့ကို content ရေးခိုင်းလိုက်တယ်ရေးပြီးဆိုလို့ရှိရင်ဒါ prompt level ပေါ့အဲ့တော့ context မှာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအဲ့သူ့ကိုဆိုကျွန်တော်တို့ရဲ့ဒီဝန်ထမ်းကိုကျွန်တော်တို့ SOP အနေနဲ့ကျွန်တော်ပေးထားတယ်ဟုတ်တော့SOP ကျွန်တော်ပေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ AI agent ကိုကိုယ့်ရဲ့ဝန်ထမ်းတယောက်အနေနဲ့ team member အနေနဲ့ကျွန်တော်ခန့်တော့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ page ရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ brand price document တွေနောက်ဒီ reference လုပ်ဖို့ file တွေပြီးတော့လို့ရှိရင်ဒီ orient persona တွေဒီဘိုင်းတွေလည်းအများကြီးကျွန်တော်တို့ပေးထားလို့ရတယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာသုံးတဲ့ rules တွေဘာတွေလဲဒါမျိုးတွေကျွန်တော်တို့ကအဲ့ context တွေထဲမှာကျွန်တော်တို့ထည့်ထားဖို့လိုတယ်အဲ့လိုမထည့်ထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကခိုင်းတော့ခိုင်းနေတယ်ကိုလိုချင်တဲ့ရလက်ရမှာမဟုတ်ဘူးပေါ့နော်โอเคနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုလိုချင်တဲ့ဟာရဖို့အတွက်ကိုသူ့ AI ကိုဘာတွေ context အနေနဲ့ကျွန်တော်တို့ဘာတွေပေးရမလဲဆိုတာကိုကျွန်တော်တို့နားလည်မဲ့လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီထိမေးချင်တာလေးရှိလားဒီ context နဲ့ပတ်သက်ပြီးတော့ဆရာမေးချင်တာလေးတစ်ခုတော့ရှိပါတယ်ဟုတ်မေးလို့ရတယ်နော်ဆရာခုနကပြောလိုက်တဲ့ထဲမှာဆိုရင်ဒီprompt ကိုပေးတာထက်ဆိုင် context ကိုရေးပေးရမယ်လို့ပြောတဲ့ခါကျတော့လေညီမအခုနကတော့ live ပြီးတော့မှတ်ထားတယ်သူတို့ဒီကိုပြောချင်တဲ့ဟာတခု role ပေးထားမယ်ပြီးတော့နောက်တစ်ခါကျတော့ဒီကို brand direction လို့ဘာလို့အဲ့ဒါတွေအကုန်လုံးပေးပြီးတော့မှသူ့ကိုရေးခိုင်းရမယ်ဆိုတော့အဲ့ဒါဟာတွေအတွက်ကိုရောကိုကစာရေးပြီးတော့မှပေးရမှာလားဒါမှမဟုတ်ဆိုခုနကလိုပြောသလို title တစ်ခုပဲပေးပြီးတော့တိုက်တူမှာ role ဆိုရင်ဘယ် role နေနဲ့ပဲသွားပါဆိုပြီးတော့အဲ့လိုပဲရေးပေးရုံပဲလားဒါမှမဟုတ်အသေးစိတ်အဲ့လိုရေးပြီးတော့မှဒါ AI ကဟိုလိုမျိုးအဲ့လို script လိုမျိုးအကုန်လုံးရေးပေးမှာလားဘယ်လိုမျိုးပြောချင်တာလဲမသိဘူး Okay good question ကျွန်တော်လက်ခုပ်တီးပေးပါဦးနော်ဆိုတော့အဲ့ဒီ context ပိုင်းနေမှာကျွန်တော်6ပိုင်းရှိတယ်6ပိုင်းရှိရပေါ့နော်ဆိုတော့ဒီဘက် instruction အပိုင်းရှိရပြီးတော့လို့ရှိရင် knowledge အပိုင်းရှိရပြီးတော့လို့ရှိရင် tool အပိုင်းရှိရ memory အပိုင်းရှိရstate အပိုင်းရှိရပြီးတော့ example အပိုင်းရှိရပေါ့အဲ့ဒီ context ထဲမှာအဓိကကျတဲ့6ပိုင်းရှိရအဲ့တော့ instruction လည်းပါမယ် instruction ထဲမှာကျွန်တော်တို့က okay အဲ့တော့ instruction လဲပါမယ်ပေါ့နော်ဆိုတော့အရေးကြီးတဲ့6ပိုင်းမှာဆိုလို့ရှိရင်ဒီ6ပိုင်းကိုကျွန်တော်တို့အဲ့ context ထဲမှာကျွန်တော်တို့ကဒီ instruction တွေထည့်ဖို့လိုတယ်ပြီးတော့လို့ရှိရင် example တွေထည့်ပြီးတော့လို့ရှိရင် memory ကိုတော့တချို့အပိုင်းတွေမှာကျွန်တော်တို့ကsecond brain ဆိုပြီးတော့တချို့ပြောကြတာပေါ့နော်ဒီ state ကကြတော့ကျွန်တော်တို့ကshort term memory ထဲမှာပါတယ် tool တွေအနေနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကမှဖြစ်ဆိုလို့ရှိရင်ဆို tool အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ tool တွေခေါ်သုံးတဲ့အပိုင်းတွေရှိပြီပေါ့နော်ဆိုတော့ဥပမာကျွန်တော်ဆိုပါစို့ကျွန်တော်တို့ cloud code ထဲမှာnew test ထည့်သွားပြီးတော့ကျွန်တော်တို့လုပ်မယ်ပေါ့ဗျာလုပ်မယ်ဆိုလို့ရှိရင်ကို save ကျင်တဲ့ထဲကိုထည့်ထားရွေတစ်ခုရွေလိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာscale အနေနဲ့တော့၎င်းconnector အနေနဲ့တော့၎င်းကျွန်တော်တို့သုံးလို့ရတယ်ဆိုတော့ manage connector ဒီ customize ထဲမှာလည်းကျွန်တော်တို့ကြိုက်တဲ့ဟာတွေကိုကျွန်တော်တို့ကြိုက်သလိုချိန်ညှိထားလို့ရတယ်နော် Google Drive တွေဒါကတော့ tool အပိုင်းနဲ့မှာပါတယ်အဲ့တော့ tool တစ်ခုပဲရှိသေးတယ်ဒါအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ instruction ကစောကပြောတယ်ဆိုတော့စောကပြောတယ်ဒီ instruction ကကြတော့ကျွန်တော်တို့ဒီ code ဥပမာပေါ့နော်ဒီ agent ထဲမှာပဲ agent တွေရဲ့သဘောတော်ပါအကုန်လုံးအတူတူနီးပါပဲဆိုတော့အရင်ကွဲရဆိုတာနည်းတယ်ပေါ့နော်ဆိုတော့knowledge
အနေနဲ့ knowledge ထဲမှာလည်းပြောလို့ရှိရင်ကျွန်တော်ဆက်ပြောဝင်အဲ့တော့ကျွန်တော်တို့ဒီ context ထဲမှာကျွန်တော်တို့ကအဲ့ instruction ပေးဖို့လိုတယ်ပြောလို့ရှိရင် example အနေနဲ့ကျွန်တော်ပေးဖို့လိုတယ်ဆိုတော့တစ်ခါတလေကြားလို့ရှိရင် agent ရဲ့အလုပ်လုပ်ပုံကကျွန်တော်တို့ prompt နဲ့ဘလို့ရေးပြီးပြောတာထပ်ပေါ့နော်ဆိုတော့သူ့မှာအားသာချက်ကပါလဲဆိုလို့ရှိရင် reference file အနေနဲ့ကျွန်တော်တို့ကထည့်ထားလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့content example အနေနဲ့ကျွန်တော်တို့10ခုထည့်ထားဒါဆိုလို့ရှိရင်ကျွန်တော်သူထွက်လာတဲ့ဒီထဲကအတိုင်းထွက်ကုန်ထွက်တယ်နော်ဒါ instruction ထဲမှာပဲကျွန်တော်ထည့်ထားလိုက်တဲ့ဟာတွေအဲ့တော့ကျွန်တော်တို့ tool တွေလည်းခေါ်သုံးလို့ရတယ်လို့နောက်တစ်ခုက memory အနေနဲ့ကျွန်တော်တို့က second brain အနေနဲ့ခေါ်သုံးလို့လည်းရတယ်ပေါ့နော်အဲ့တော့ပို့ရင်เนี่ยရှိတဲ့အပိုင်းတွေဆိုလို့ရှိရင်ဥပမာ REG retrieval augmented generation ဆိုပြီးတော့ RAG အနေနဲ့ကျွန်တော်တို့စောက်လုပ်လေရတယ်ဆိုတော့ဒါ memory ထဲမှာပါတယ်ဆိုတော့so cloud နဲ့ဒီ obsidian ထဲမှာလည်းကျွန်တော်တို့ကဒီနှစ်ခုကိုပေါင်းပြီးတော့ဒီ graph ပုံစံမျိုးတိစောက်လို့ရတာပေါ့နော်ဒါကတော့ RAG တိစောက်တဲ့အပိုင်းနေဆိုတော့ဒီ RAG ကိုတိစောက်တဲ့ချိန်မှာလည်းအများကြီးရှိအဓိကတော့ကျွန်တော်တို့ memory layer ပေါ့နော် memory layer ကိုကျွန်တော်တို့ကကိုယ့်ရဲ့ data ကိုကျွန်တော်တို့ကဘယ်ထဲမှာထည့်ထားမလဲဆိုတော့ကျွန်တော်ရွေးချယ်လို့ရတယ်ဗျာနည်းနည်းရှုပ်တာမသိကျွန်တော်ပြောပြတာရှုပ်သွား okay နော်ဒါဆိုလို့ရှိရင် context ထဲမှာကျွန်တော်က instruction ကိုတွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိက coward နဲ့ဥပမာ cloud ကိုပဲကျွန်တော်ဥပမာပေးလိုက်မယ်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်ဒီ chat AI တစ်ခုလုံးကိုဒီ tool တစ်ခုလုံးကိုဆိုကျွန်တော်တို့ဒီမှာဘာပဲခိုင်းလိုက်ပေါ့နော်ဘာပဲခိုင်းလိုက်သူကတော့ဖတ်တာဒီကျွန်တော်တို့ကစောကကျွန်တော်တို့ပြောခဲ့တဲ့ဒီ setting တွေကဒီဟိုနေ့မှာတော့ဖတ်တယ်ဒီဟာကိုဖတ်ပြီးတော့မှသူကထုတ်ပေးရဒီဟာကိုသုံးပြီးတော့မှထုတ်ပေးရပါတော့အဲ့တော့ဒီဟာကကျွန်တော်တို့ tool တစ်ခုလုံးနေဆိုင်တယ်အလုပ်လုပ်တယ်ပေါ့နော် tool တစ်ခုလုံးမှာကျွန်တော်တို့ကဒီမှာဥပမာအဖြစ်ဆိုအခုတလော AI Varetran 5ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ prompt ကိုကျွန်တော်တို့ကကိုလိုချင်တဲ့ဟာကိုတိုက်ရိုက်တောင်းလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ cloud မှာကောင်းတဲ့အချက်ကပါလဲဆိုလို့ရှိရင်ဒီကိုရေးလိုက်တဲ့ prompt ကမပြည့်စုံဘူးသူနားမလည်ဘူးဆိုလို့ရှိရင်ကိုမေးခွန်းပြန်ပြီးနော်ဆိုတော့ဒီမှာကျွန်တော်တို့က top 5 AI Varetran အနေနဲ့ဒီမှာဆိုလို့ရှိရင်သူပြောတဲ့အပိုင်းဆိုတော့ဒါဆိုလို့ရှိရင် physical AI နေဖြစ်လာတော့မယ်ပေါ့နော်အခုဆိုလို့ရှိရင် agentic layer ကိုရောက်လာတယ်နောက်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့ physical AI နေပါဖြစ်လာလိမ့်မယ်နားလေးစောက်ပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ပြချင်တာအဲ့တော့ကျွန်တော်တို့ဒီမှာချက်မှာဘာပဲလုပ်လိုက်ကျွန်တော်တို့ဒီ new ချက်မှာသုံးလိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာ logical justification တို့နောက်တစ်ခုက next step တို့နောက်တစ်ခုကကျွန်တော်တို့ three strategic question တို့အဲ့ဒီဟာတွေကဘယ်ဟာကြောင့်ကျွန်တော်တို့ပေးတာလဲပေါ့နော်ဆိုတော့ဒီမှာ three strategic question ဆိုလို့ရှိရင်စောကကျွန်တော်တို့ထည့်ခဲ့တဲ့အထက် instruction တွေကထဲမှာကျွန်တော်ဒီအကြောင်းအရာတစ်ခုနဲ့ပေးလိုက်တာလေကိုယ်မေးခွန်း3ခုကျွန်တော်ပြန်ပြီးခိုင်းနေပုံစံပေါ့နော်မေးခွန်း3ခုပြန်ပြီးခိုင်းရတယ်ပြီးတော့လို့ရှိရင် next step ကဘာလုပ်ရမလဲဆိုတာကိုကျွန်တော်ထည့်ထားတယ်နော်ပြီးတော့လို့ရှိရင် logical justification အနေနဲ့ကျွန်တော်ရေးထားတယ်ဒါကြောင့်မလို့သူကဒီဟာကိုကျွန်တော်ပြန်ပေးတာဆိုတော့ဘယ်မှာပဲချက်လိုက်အဲ့ဒါမျိုးပြန်ဖြစ်တယ်ဆိုတော့ဘာလို့လဲဆိုတော့ instruction ထဲမှာကျွန်တော်ထည့်ထားတယ်နားလည်မယ်နော်အဲ့ဆိုလို့ရှိရင်ဒီ context engineering အပိုင်းထဲမှာဆိုလို့ရှိရင် instruction ကတစ်ပိုင်းပဲရှိသေးတယ်ဟုတ်နားလည်ပါပြီရှင်နော်ပြီးသွားလို့ရှိရင်ဒီ cloud မှာကိုကဒီ cloud သုံးတဲ့သူတွေလည်းပါတာဖြစ်လို့ကြောင့်မလို့ cloud သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာရှိသေးလဲဆိုလို့ရှိရင်သူ့မှာ global instruction ဆိုတာရှိသေးတယ်ဒါ cloud ကိုကပြီးသွားလို့ရှိရင်သူ့ရဲ့setting ထဲမှာကျွန်တော်တို့ကsorry setting ထဲမှာဆိုလို့ရှိရင် coward မှာလည်းကျွန်တော်ဘာရှိသေးလဲဆိုလို့ရှိရင်ဒီမှာ global instruction ဆိုပြီးတော့ရှိသေးတယ်ဒီမှာပေါ့နော်
ဆိုတော့ global instruction ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ပေးထားဖို့လိုတယ်အဲ့တော့ဒီ global instruction ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ core မှာကျွန်တော်တို့က new test မှာတုံးလိုက်တိုင်းအဲ့ဒီရဲ့ global instruction ကလည်းလုပ်တယ်ရမှာနော်အဲ့တော့ instruction ပေးရတာအရန်များတယ်ပေါ့နော်အဲ့တော့ဒီ instruction ပေးတဲ့အပိုင်းကိုကျွန်တော်တို့ကတိစောက်တတ်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့လိုပဲမြင်လိုက်ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကလေဒီတိုင်းပဲဘာ instruction မှမထည့်ဘူးAI ကနေပြီးတော့ကိုယ့်ရဲ့ memory အနေနဲ့ဆိုလို့ရှိရင်စောစောကဒီရဲ့ memory ဒီ state ထဲမှာဆိုလို့ရှိရင်ကျွန်တော် history လည်းပါလိုက်ပဲနော်ဒီ memory ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ user ဒီ check history တွေကိုကျွန်တော်တို့ကဒီ summarize auto summarize ပြန်လုပ်ပြီးတော့သူက memory တစ်ခုအနေနဲ့ပြန်သိနေတဲ့ဟာရှိတယ်အဲ့ဒါကိုယ်တိုင်တော့လုပ်ဆောင်လို့ပေါ့နော်သူကလည်းသူဆိုဒီ memory တစ်ခုအနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့မှတ်ပေးတာရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့မေးစရာရှိတဲ့မိကုံးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ instruction တွေမှာကျွန်တော်တို့အကုန်ပြတ်သိပ်ပြီးထည့်လိုက်တယ်ဆိုလို့ထည့်လိုက်တိုင်းကျွန်တော်တို့ကကောင်းတာမဟုတ် context ထည့်တဲ့နေရာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ instruction ကရှေ့နဲ့နောက်နဲ့မညီဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်သူ့မှာရှုပ်ထွေးသွားတာရှုပ်ထွေးသွားတာပေါ့နော်ရှုပ်ထွေးသွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီဘက် instruction ကိုကျွန်တော်တို့ကတိတိကျကျပေးဖို့လိုတယ်ပြီးတော့လို့ရှိရင်ရှေ့နောက်ညီဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့အဲ့ Chrome သုံးတဲ့သူတွေဆိုလို့ရှိရင်သိလိုက်မယ်ကျွန်တော်တို့ဒီ cloud.md ကအရင်အရေးကြီးတယ် cloud.md file ကိုလည်းသေချာပြင်ဖို့လိုတယ်ပေါ့နော်ဒါကတော့နောက်ကြလို့ရှိရင်ကျွန်တော် video တွေပိုင်းသေချာလုပ်မယ်အဲ့ cloud.md ဒီ markdown format တွေနောက် read.md လို့နောက်ဒီ agent တွေသုံးလာပြီဆိုလို့ရှိရင် scale creation အပိုင်းတွေတော်တော်လေးအရေးကြီးတယ် centimeter scale လည်းရှိပါကျွန်တော်တို့ကကိုယ်တိုင်ဆိုကျွန်တော်တို့ကအဲ့ instruction တွေတို့ scale တို့နောက် connector တို့ကိစ္စမရှိဘူးเนาะဒီအပိုင်းတွေကျွန်တော်တို့ကကိုယ်တိုင် customer မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က default mode ပဲဖြစ်နေပါဘောเนาะအဲ့တော့ default mode ကကိုယ်တော့မဟုတ်default mode ကကိုယ်တော့မဟုတ်နေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုစဉ်းစားဖို့လိုတာကျွန်တော်တို့ကအများစုကအဲ့ဒီ instruction ကိုတိစောက်တဲ့အချိန်မှာအရန်ပြင်းတယ်ကျွန်တော်လည်းပြင်းတယ်အဲ့တော့ကျွန်တော်နောက်တစ်ပိုင်းလေးဆက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီ real ကျွန်တော်လက်တွေ့မှာဆိုလို့ရှိရင်အလုပ်လုပ်တဲ့ပိုင်းလေးကျွန်တော်တို့တွားကြည့်အောင်ဆိုတော့ဒီဟာတော့ကျွန်တော် Folia framework လေးပဲကျွန်တော်ထုတ်ထားတယ်ဒီပိုင်းလေးကျွန်တော်တို့တွားကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ static အပိုင်းတွေရှိမယ် dynamic အပိုင်းရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ retrieve လုပ်တဲ့အပိုင်းတွေ tool တွေ function calling လုပ်တဲ့အပိုင်းတွေရှိပြီအဲ့တော့ကျွန်တော်တို့စောကကျွန်တော်တို့ပြောခဲ့တဲ့ဒီ instruction ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဆို identity တွေ role တွေ brand DNA တွေကျွန်တော်တို့ကဒီအပိုင်းတွေကျွန်တော်တို့ထည့်ထားဖို့လိုတယ်ပေါ့နော် static ထဲမှာဆိုလို့ရှိရင်ဒီအဲ့ဒီ instruction ကကျွန်တော်တို့ဒီ setting ထဲမှာထည့်ထားတဲ့ instruction ကကျွန်တော်တို့မပြောင်းအမြဲဒီအတိုင်းပဲအလုပ်နေလဲပဲရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီ new tag ကနေပြီးတော့ခေါ်ပြီးတော့သုံးတဲ့အပိုင်းတွေကတော့ current tag ပြီးရင် recent interaction အပိုင်းတွေဒီ dynamic ထဲမှာပါတယ်သူက partition အနေနဲ့ကျွန်တော်တို့ကအလုပ်လုပ်တယ်နောက်တစ်ခုက retrieve လုပ်တဲ့အပိုင်းပေါ့ retrieve လုပ်တဲ့အပိုင်းမှာကျတော့ကျွန်တော်တို့ကဒီ AI agent ကကျွန်တော်တို့လိုအပ်တဲ့အချိန်မှာ external knowledge တွေကျွန်တော်တို့ခေါ်ပြီးတော့သုံးတယ်။င်းနဲ့မထည့်အောင်။ငါကြော်ထက်စားလေ။တက်သားကြော်လေးရှိ။ဟုတ်မယ်ကျွန်တော်ခဏလေးမြူလိုက်ပါနော်။ Okay နော်ကျွန်တော်တို့မေးဆက်ရှိလို့ရှိရင်မေးလို့ရတယ်နော်။ white လေးနဲ့သတိထားပြီနော်။ဆိုတော့ကျွန်တော်တော့ဘယ်နဲ့ရောက်သွားလဲ။အဲ့တော့ retreat လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီစောကကျွန်တော်ပြောခဲ့တဲ့ဒီ graph wrap ပုံစံမျိုးတွေအဲ့ဒါမျိုးတွေတိဆောက်လို့ရတယ်ပေါ့နော်တိဆောက်ထားလို့ရတယ်နောက်တစ်ခုကကျွန်တော်2အနေနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီဆိုကျွန်တော်တို့ဥပမာဗျာကျွန်တော်တို့က
ပုံထုတ်ချင်တယ်ပေါ့ပုံထုတ်ချင်တယ်ဆိုလို့ရှိရင် cloud နဲ့ပုံထုတ်လို့ရလား မရဘူးထင်တယ်ဆရာ ဟုတ်ကဲ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ cloud နဲ့ပုံထုတ်လို့ရအောင်ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဆော့ဆော့ကကျွန်တော်တို့ slide တွေ့တယ်မလားအဲ့ဒီ slide ဆိုလို့ရှိရင်ကျွန်တော်အဲ့ cloud နဲ့ tool တစ်ခုနဲ့ပေါင်းထုတ်တာ แต่အဲ့ကြောင့် water map ပါရောပါလား ကျွန်တော်ပြပေးမယ်နော် ဟုတ်ကြ ဒီဟာဒီဆိုတော့ကျွန်တော်ဒီ slide ဒီ pop-up slide တစ်ခုအတွက်ဒီမှာပုံနေပါဆိုလို့ရှိရင်ဒီဟာတွေကတော့ကျွန်တော်ရိုင်းမခောက်ဆိုသိလိမ့်မယ်ဆိုတော့ AI နဲ့ခိုင်းနိုင်လို့ရတယ်ဆိုတော့ cloud မှာကျွန်တော်တို့ပုံထုတ်တယ်ဆိုလို့ရှိရင်ကြတော့သူကဒီ HTML format နဲ့သူက screenshot ပဲရိုက်ပေးတာပုံမထွက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ cloud နဲ့ကျွန်တော်တို့ကပုံထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရလဲပေါ့အဲ့တော့ဒီမှာဗျာကျွန်တော်အခုသုံးနေတဲ့ okay ဒီပုံနေလို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်အခုဒီ cloud code ပေါ်မှာပဲကျွန်တော်ဖန်တီးထားဒီအားကြည့်လို့မရတော့ဘူး okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါဘယ်လိုလုပ်လဲပေါ့နော်အဲ့တော့ဒီ agent တွေရဲ့ကျွန်တော်တို့ code တော့တုံးတဲ့အချိန်မှာကျွန်တော်တို့က context ကိုကျွန်တော်တို့ကြည့်မယ် context ကကျွန်တော်တို့ဒီ folder ကိုတွက်ကြည့်အဲ့တော့ဒီ folder ထဲမှာကျွန်တော်တို့ကဆိုပါစို့ကျွန်တော်တို့ logo တွေထည့်ထားတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ brand နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့ထည့်ထားလို့ရတယ်အဲ့ထဲမှာကျွန်တော်တို့သူကလိုအပ်တယ်ဆိုလို့ရှိရင်ဒီ file တွေကနေသူကအလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ဒီ file တွေကနေတွက်ကြည့်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ရှာပေးတယ်ကျွန်တော်တို့နဲ့ကိုက်ညီအောင်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ connector အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် Google Drive ထိတ်ထားတယ်ပြီးတော့လို့ရှိရင် Nano Banana ထိတ်ထားတယ် scale ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ document နဲ့PowerPoint အတွက် PDA ဒီအစုပ်ပြရှိတယ်အဲ့တော့ကျွန်တော်တို့ပုံထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့က Nano Banana နဲ့ထိတ်ဖို့လိုတယ်အဲ့တော့ Nano Banana ကိုကျွန်တော်တို့ဘယ်လိုခေါ်ပြီးတော့သုံးလဲပေါ့ right ရမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ code မှာကျွန်တော်တို့က customize ရှိရဗျာအဲ့တော့ customize ထဲမှာ connector ထဲကနေပြီးတော့ကျွန်တော်တို့ဒီမှာNano Banana ရှိမယ်ပြီးတော့လို့ရှိရင်ဆို Chrome ဆိုလို့ရှိရင်ကျွန်တော်တို့ Chrome ကို computer control ကိုကျွန်တော်ဒီ cloud ကိုကျွန်တော် permission ပေးထားတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ Canva နဲ့လည်းထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ cloud ကနေပြီးတော့ပုံထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Canva ကိုသွားကြမလို့ anyway ဆိုတော့ Canva ကို connector နဲ့ချိန်ပြီးတော့ကျွန်တော်တို့တစ်ခါလဲ cloud ထဲကနေခိုင်းလို့ရတယ်အဲ့တော့ Canva ကိုသုံးတော့ကျွန်တော်တို့ကဒီဘက် Nano Banana ကိုပဲသုံးတော့ကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ connector တွေကိုကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ connector ထဲမှာကျွန်တော်တို့က Nano Banana မပါဘူးဗျာသူ့ရဲ့ ecosystem လည်းမဟုတ်ဘူးအဲ့တော့ Nano Banana မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုချိန်လို့ရလဲအဲ့တော့ API နဲ့တဆင့်ပြန်ပြီးချိန်ရဒီမှာ Canva တို့ပါတခြားဟာတွေကတော့အများကြီးရှိတယ်အဲ့တော့ plugin အနေနဲ့ကျွန်တော်တို့ကချိန်လို့ရတာလည်းရှိတယ်ဒီမှာကျွန်တော်တို့ plugin အနေနဲ့ကျွန်တော်တို့ချိန်လို့ရတယ် scale တွေလည်းကျွန်တော်တို့ဖန်တီးရလို့ရတယ်အဲ့တော့ဒီဘက်အပိုင်းမှာအဲ့တော့ဒီရဲ့ custom instruction ကနေပြီးတော့ကျွန်တော်တို့ဒီ MCPU ခေါ်သုံးပြီးတော့ Nano Banana ကိုခေါ်သုံးလို့ရတယ်အဲ့တော့ Canva နဲ့ချိန်တော့ Canva Pro ဖြစ်နေမှာရမယ်ပေါ့နော်အဲ့တော့ Nano Banana က PSU နဲ့သွားတယ်ကျွန်တော်တို့ထုတ်တဲ့အပေါ်မူတည်ပြီးတော့သူကကျွန်တော်တို့ token ကုန်တဲ့ပေါ်မူတည်ပြီးတော့သူကအလုပ်လုပ်လိမ့်မယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့စောဟာကိုပြန်သွားရတယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီမှာ agent တွေကအလုပ်လုပ်သွားတဲ့ဟာမှာဆိုလို့ရှိရင်ဒီမှာ Nano Banana သုံးပြီးသွားပြီဆိုလို့ရှိရင်သူကပြန်ဖြတ်ပစ်တယ်ချို့ memory ပေါ့နော်အဲ့တော့စောဆိုလို့ရှိရင် zone background ပေါ့နော် zone background ကျွန်တော်တို့ထုတ်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ slide တွေအနေနဲ့ဆိုလို့ရှိရင်ဒီမှာ7 slide ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ဒီ Nano Banana နဲ့ပဲခေါ်ပြီးတော့သုံးထားတယ်
တဲ့အဲ့ဟာကြောင့်ပေးဖြုတ်ရမလားကလောက်ပါလေဝယ်တောင်းရလား ကလောက်က အာအဲ့လိုမျိုးပုံထုတ်ခြင်းနဲ့အဲ့လိုမျိုးဆရာခုနကပြောနာနိုဘနာနာလို့ကန်ပါအောင်နဲ့ရှိတ်တုံးမယ်ဆိုရင်အဲ့ဟာမျိုးအဲ့ဒီ cloud AI ကိုပတ်စံဝယ်တောင်းရလား မဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒီဟာနန်နိုဘနာနာသုံးကျင်တယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီGoogle AI Studio ကနေပြီးတော့ကျွန်တော်တို့ API တစ်ခု create လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ချိတ်လိုက်လို့ရတယ်ပေါ့နော်ကံပါကကြတော့လွယ်တယ်သူ့ရဲ့ဒီ official partner ဖြစ်လို့ကြောင့်မလို့အဲ့ဒီဒီ nano banana ကနေပြီးတော့သုံးတဲ့token အတွက်ကိုသူကဘယ်ကနေပြီးတော့တောင်းလဲဆိုလို့ရှိရင်အဲ့ဒီ API ကိုကျွန်တော်တို့ကပေးဆောင်ရတယ် API ဘိုးပေါ့နော်ကျွန်တော်တို့ agent တွေအသွားဘိုင်းကိုသွားတဲ့အချိန်ကြလို့ရှိရင်ဆိုကျွန်တော်တို့ initial နဲ့ပဲသွားဘယ်ဘိုင်းနဲ့ပဲသွားကျွန်တော်တို့အဲ့ဒီ API ကကျွန်တော်တို့ ChatGPT ပဲသုံးဒီ cloud ပဲသုံးGemini ပဲသုံးကျွန်တော်တို့ free နဲ့ရတယ်ဆိုတာခဏပဲရအဲ့တော့ကျွန်တော်တို့အဲ့ဒီ API ကိုလည်းကျွန်တော်တို့ကပေးဆောင်နားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကျွန်တော်တို့ဘယ်လောက်ထိကုန်ပြီလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့အဲ့ Google AI Studio နဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆက်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ဆို agent တွေ base လုပ်ချင်လို့ဒီ automation အပိုင်းတွေသွားချင်လို့ initial သုံးတဲ့အခါမှာinitial မှာလည်းဆက်ဆော့ဟော့ရတယ်ဆိုတော့အဲ့ဒီဗမာပဲဒီ mate.com ပဲဖြစ်ဖြစ် Zapier ပဲဖြစ်ဖြစ်ဒီအပိုင်းတွေကိုသွားတဲ့အခါကြလို့ရှိရင်ဒီ brain အနေနဲ့သုံးတဲ့ API အတွက်ကိုကျွန်တော်တို့ကဘာကုန်ကြလဲဆိုလို့ရှိရင် API ဘိုးကသုံးရင်သုံးသလောက်ပြီးကုန်ကြမှာပဲ automation ဘိုင်းသွားတဲ့အခါမှာ automation ဘိုင်းတော့ကျွန်တော်မသွားဖြစ်တာတော့တော်တော်ကြာပြီအခုနောက်ပိုင်း open source တွေကိုပဲအဓိကပို့သုံးဖြစ်နေတဲ့အခါကျတော့ automation ဘိုင်းကိုကျွန်တော်နောက်25မှာတော့တော်တော်လေးသုံးဖြစ်တယ်အခုနောက်ပိုင်းတော့ကျွန်တော်မသုံးဖြစ်တော့ဘူးเนาะဒီ initial နဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီနေရာမှာလမ်းကြုံလို့တစ်ခုပြောချင်တာဒီ automation အပိုင်းတွေကိုကျွန်တော်တို့ကသွားချင်တယ်ဆိုလို့ရှိရင် initial ကတော့လည်းလုပ်လို့မရဘူး okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပိုင်းလေးတွေရှိမယ်ပေါ့နော်အဲ့တော့ context engineering ကကျွန်တော်တို့ကပြောရင်တော့ဘာမှမဟုတ်တယ်လို့ဖြစ်ပေမဲ့တကယ်တမ်းကအဲ့ဒီ agent smart ဖြစ်တဲ့ဘိုင်းတွေထဲမှာကျွန်တော်တို့ကဒီ context engineering နားမလည်လို့ဖြစ်တဲ့ဘိုင်းတွေအများကြီးပါတယ်ဒီ context engineering ကိုကျွန်တော်လေ့လာစေချင်တယ်ပေါ့နော်ဆိုတော့ဒီ instruction ကလည်းကျွန်တော်တို့ဒီဆောက်တဲ့အခါတစ်ခါပဲမိနစ်30လောက်အချိန်ပေးလိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အများအားသုံးဒီပုံစံဖြစ်နေမှာနော် knowledge တွေပါတွေက FAQ တွေကျွန်တော်တို့ဒီ brown bias တွေလည်းကျွန်တော်တို့ကပေးထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့က context engineering ကိုပြန်ပြီးတော့အနှစ်ချုပ်အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုကျွန်တော်တို့ဗာပေးသိထားမလဲပေါ့အဲ့တခုရှိသေးတာ AI မှာ memory လည်းပါတယ် AI မှာ memory လည်းပါတယ်နော်ဒါပေမဲ့သူ့ရဲ့ memory က limitation ရှိတယ်ကန့်သတ်ရှိတယ်အဲ့တော့ကျွန်တော်တို့အကန့်အသတ်ရှိရဖြစ်တော့ကြောင့်မလို့ तू က memory များလာတယ်ဆိုလို့ရှိရင်အဲ့စောကကျွန်တော်တို့ပြောခဲ့တဲ့ဆိုအလဲမှာကျွန်တော်တို့ hallucination များလာတော့အဲ့ memory ပြည့်နေဖြစ်အဲ့တော့ကျွန်တော်တို့က new chat ကိုခေါ်ပြီးတော့သုံးဒီ session နဲ့အတွင်း session တစ်ခုထဲမှာပဲသုံးနေရဆိုလို့ရှိရင်ကြာလာလေ AI ကညံ့လာတယ်အဲ့တော့ကျွန်တော်တို့ကတစ်ခုသုံးပြီဆိုလို့ရှိရင်အဲ့ချိန်မှာအမြဲတမ်းမသုံးနဲ့ပေါ့နော်မသုံးနဲ့ကျွန်တော်တို့ကဒီအကြောင်းအရာတစ်ခုသုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ project တစ်ခုကိုကျွန်တော်တို့ကဖန်တီးထားဖို့လိုတယ်ပေါ့နော် project နဲ့သုံးပြီးတော့ကျွန်တော်တို့ကအဲ့ထဲမှာလဲ project instruction ရှိ right အဲ့တော့ကျွန်တော်တို့ကAI 2ကတော့ဒီတစ်ခုလေးပဲအဲ့တော့ setting တွေက instruction တစ်ခုရှိမယ်ပြီးတော့လို့ရှိရင် project ထဲမှာကျွန်တော်တို့ကထည့်လိုက်ပြီဆိုတာမျိုး project instruction ရှိတယ် ChatGPT မှာကျွန်တော်တို့ custom GPT လုပ်တဲ့အချိန်မှာ instruction ပေးရတယ်လို့ပဲ right ရမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီပိုင်းလေးကျွန်တော်ရမလို့ထင်တယ်အဲ့တော့ကျွန်တော်နောက်တစ်ခုတွားကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီအပိုင်းတွေကတော့ကျွန်တော်တို့အခုချက်ချင်းတော့ကျွန်တော်တို့နားမလည်ဘူး state ဆိုတာလဲကျွန်တော်တို့ကဒီ session ဒီ current မှာပဲအလုပ်လုပ်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က example အနေနဲ့ကျွန်တော်တို့ကပေးမယ်ဆိုလို့ရှိရင်so content
အနေနဲ့ကျွန်တော်တို့ထုတ်တဲ့အချိန်မှာအရန်အလုပ်ဖြစ်လိမ့်မယ်ဆိုတော့အဲ့တော့ဒီအပိုင်းတွေကနောက်ပိုင်းကြလို့ရှိရင်လေ့လာရင်သုံးရင်နဲ့ပို့ပြီးတော့ထိရောက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထဲမှာလုပ်ငန်းရှင်တွေလည်းတချို့ပါတယ်ဖောင်နာတွေလည်းတချို့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့စမ်းကြည့်ပေါ့နော်အခုရောကျွန်တော်တို့ဒီ agent တစ်ခုအတွက်ကျွန်တော်တို့ဘယ်လိုတိဆောက်ရမလဲဆိုတာမျိုးကျွန်တော်တို့စမ်းပြရမလားပေါ့နော်ကျွန်တော်ဟုတ်စကန်ပြပါ โอเคเนาะကျွန်တော်အဲ့အခုနောက်ပိုင်းဟိုဖြစ်နေတဲ့ကျွန်တော် ChatGPT နဲ့ပဲကျွန်တော်တွားလိုက်မယ်ရမယ်เนาะ ChatGPT နဲ့ကျွန်တော်တို့ChatGPT ကကျွန်တော်တို့အရင်တော့ individual account သုံးတာအခုတော့ဘာသုံးပြလဲဆိုတော့ကျွန်တော် business plan team plan ကိုကျွန်တော်ပြောင်းသုံးကြည့်ရပေါ့နော်သူ့ရဲ့ agent လေးကိုကျွန်တော်စမ်းကျင်တာ ਨੇ ဆိုအဲ့တော့ ChatGPT နဲ့ကျွန်တော်သုံးကြည့်ကြမယ်ပေါ့ ChatGPT agent ကကြတော့ကျွန်တော်တို့ edit လုပ်ရတာတော်တော်လေးလွယ်လို့ပြောလို့ရတယ်အဲ့တော့ဒီအပိုင်းမှာကျွန်တော်တို့တချို့လဲဆိုတော့ဒီထဲမှာတော့ကျွန်တော်တို့ကအဲ့ software ကကျွန်တော်တို့ပြောတဲ့ layer four layer framework ကိုပဲကျွန်တော်သုံးလိုက်မယ်ပေါ့ဒီ static အနေနဲ့ကျွန်တော်တို့ဒီထဲမှာထုတ်လိုက်မယ်ဆိုတော့ဒီဟာက framework တစ်ခုပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ကagent identity အနေနဲ့ကျွန်တော်ကဘယ်လိုပြီးမလဲပေါ့နော်ဥပမာဒါတော့ဥပမာထည့်ထားတာကျွန်တော်တို့ကပြန်ပြီးတော့customize လုပ်လို့ရအောင်ပေါ့နော်ဒါဥပမာထည့်ထားတာအဲ့တော့ social media marketing agent အနေနဲ့ကျွန်တော်တို့ထည့်ထားတယ်ဒီတော့ကျွန်တော်တို့ဒီထဲမှာကိုက agent တစ်ခုတိစောက်ခြင်းနဲ့learning အတွက်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တိစောက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ real time လေးကျွန်တော်တို့တွားကြည့်မယ်ပေါ့နော်ကျွန်တော်ဒီ DI ကိုကျွန်တော်တို့ထည့်ပြသွားလဲပြသွားတာပဲရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေပါလားကျွန်တော် agent တစ်ခုဘယ်သူတိစောက်ခြင်းလဲပေါ့နော်တိစောက်အဲ့ဒီတိစောက်ခြင်းလဲဆိုတော့ပြီးတော့လို့ရှိရင်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော် copy လုပ်ပြီးတော့ပြန်ပို့ပေးမယ်ပေါ့နော်ဘယ်သူတိစောက်ခြင်းတာမျိုးရှိတယ်โอเคก็ဘာလုံးငန်းလဲမသိဘူးကျွန်တော်ကျတော့မျိုး Wi-Fi လောက်တာပါနော်โอเค Wi-Fi နဲ့လို့ရောင်းတဲ့ဟာမျိုးပေါ့ဒီ local မှာလုပ်တဲ့ဟာမျိုးပေါ့ဆရာโอเคก็အဲ့တော့ကျွန်တော်တို့က agent ကိုကျွန်တော်တို့ပထမဆုံးအနေနဲ့သူ့ကိုဘာအတွက်သုံးမှာလဲပေါ့ဒီမျိုး marketing အတွက်တို့လို့ billing အတွက်တို့ပေါ့နော်အဲ့လိုမျိုးတယောက်အနေနဲ့ကိုယ့်ရဲ့မှာလို့အနည်းဆုံးတော့လို့ personal ဒီတယောက်အခုတယောက်အနေနဲ့ပေါ့အဲ့လိုမျိုး send ပြီးတော့လုပ်ကြည့်ချင်တာမျိုးပေါ့တခုပဲသုံးမယ်ဆိုလို့ရှိရင်သူကျွန်တော်တို့က role အနေနဲ့ပါပြီးနေပေါ့နော်ဟိုမှာဒီကျွန်တော် screen share ကမြင်ရသေးလားမသိဘူးမြင်ရအောင်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာသူ့ကိုဒီ agent identity အနေနဲ့ကျွန်တော်တို့သူ့ပါပေးမလဲပေါ့နော်ပထမဆုံးအနေနဲ့အဲ့တော့ကျွန်တော်တို့ဒီမှာဗျာကျွန်တော်တို့ဒီမှာတစ်ခုအရင်ဆုံးကြီးကျွန်တော်တို့ကသူ့ကိုနာမည်တစ်ခုပေါ့နော်အခုလုပ်ငန်းနာမည်လေးအနေနဲ့ကျွန်တော်တို့တစ်ခုလုပ်ငန်းနာမည်လေးအတူပေါက်ပေးလိုက်မယ်ဗျာဘယ်လိုပေးလို့ရလဲဆိုလားဟလားဟုတ်လားဟုတ်ဆိုလားကိုနိုင် agent လို့ပေးလိုက်မလားကိုနိုင်ထုတ်မှာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်သူ့ဘာခိုင်းမှာလဲကိုနိုင်ထုတ်မှာလားဒါမှမဟုတ်ရှင်စင်စရာတွေလောက်ခိုင်းမှာလားစင်စရာမှခိုင်းတာမျိုးပါဆရာโอเคဆိုလားcreate အရင်လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြန်ပြင်လို့ရတာဖြစ်တော့ကြောင့်မလို့ကျွန်တော်ဒီတိုင်းလေးပဲရိုက်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ instruction နဲ့မှပြန်ပြင်မယ်ပေါ့နော်အဲ့တော့သူကဘာတွေထုတ်ပေးလာမလဲကျွန်တော်ခဏစောင့်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ general accounting assistant အနေနဲ့တွားမှာလာပေါ့နော်ဒီနှစ်ခုလေးကနေပြီးတော့သူကဘယ်ဟာကိုကျွန်တော်တို့တွားမလဲဆိုတော့ကျွန်တော်တို့ပြန်ပေးတယ်ဒီဟာလေးကျွန်တော်ပြန်ထည့်ပေးလိုက်မယ်ကျွန်တော်တို့အဲ့အခုနောက်ပိုင်းပေါ့နော်ပြီးတော့အဲ့တော့ Google Drive Solar Accountant Google Drive ကိုကျွန်တော်တို့ start building အနေနဲ့ Google Drive ကိုကျွန်တော်ခဏဖြုတ်ထားလိုက်ပြီနော်ဒီလိုမျိုးကျွန်တော်တို့တိစောက်ရတာမခက်ဘူးနော်
ဒီလိုမျိုးတိဆောက်ရတာမခက်ဘူးခက်တာပါလဲဆိုလို့ရှိရင်ဒီ instruction ပေးတဲ့ပိုင်းခက်တော့ဒီထဲမှာဆိုလို့ရှိရင် scale တွေပြီးတော့လို့ရှိရင်ကျွန်တော်တို့ upload file တွေပြီးတော့လို့ရှိရင်memory အနေနဲ့ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးတိဆောက်မလဲဆိုတဲ့အပိုင်းတွေ customize share agent ဆိုတာကိုယ့်ရဲ့ team ကိုပြန်ပြီးတော့ share မှာလားဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်မယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာဗျာကျွန်တော်တို့ကစောစောကပြောခဲ့တဲ့ဒီဘက်အပိုင်းပေါ့ဒီရဲ့ layer ပေါ့နော်ဒီ layer ကိုကျွန်တော်တို့ကပြန်ထည့်ပေးဖို့လိုတယ် layer ၄ခုအနေနဲ့ကျွန်တော်တို့တွားကြည့်အောင်အဲ့တော့ brand အနေနဲ့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ထည့်ပေးမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ edit လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ကိုစောစောကကျွန်တော်တို့ပေးလိုက်တဲ့ဟာပါတယ်အကောက်တန်ပေါ့နော်ဟုတ်လား ထိုးတာကောင်းတယ်ဟုတ် ဆိုလားပြီးတော့လို့ရှိရင်ဒီမှာ brand တွေအနေနဲ့ကျွန်တော်တို့1သုံးမယ် friendly သုံးမယ်ရန်ကုန်လိုပဲရန်ကုန်ကလာမသိဟုတ် တောင်ကူက တောင်ငူပါပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတောင်ငူဆိုပြီးတော့ကျွန်တော်ပြန်လာလို့ရတယ်ပေါ့တောင်ငူလိုကဲပြောလို့ရှိရင်ကျွန်တော်ကအင်္ဂလိပ်လိုလည်းသုံးလားဒါမှမဟုတ်ရှင်မြန်မာလိုအတိအကျသုံးလားဘယ်လိုသုံးလဲပေါ့နော်80 30လားဘယ်လိုမျိုးသုံးလဲပေါ့နော်ပြောလို့ရှိရင် orient အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်သူတွေကို target ထားလဲပေါ့နော်ဒီဘိုင်းတွေတော့တည်ဖို့လိုတယ်ကိုယ့်ရဲ့ orient ကမတူလဲကိုယ့်ရဲ့ target customer ပေါ့ဟုတ်အသက်ဆိုလို့ရှိရင်ဘယ်လောက်ကနေဘယ်လောက်ဖြစ်မလဲအသက်ရွယ်အားဖြစ်20ကနေ40လောက် โอเค20ကနေပြီးတော့40လောက်ဖြစ်မယ်ပြီးတော့လို့ရှိရင်ဒီနောက်မှာကျွန်တော်တို့ထည့်လို့ရတာပါလဲဆိုလို့ရှိရင်ဒီနောက်မှာ audience တွေက budget အနေနဲ့ကျွန်တော်တို့ထည့်လို့ရတယ် budget ဘယ်လောက်ရှိရတူတွေပေါ့နော်တစ်လောက်ဘယ်လောက်ရှိရတူတွေအနေနဲ့ကျွန်တော်တို့ထည့်လို့ရတယ် budget အပေါ်မှာအဖြစ်330ပေါ့နော်330ပြီးတော့လို့ရှိရင်ဒီမှာ PR တုံးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ page ကဘယ်လိုမျိုးထုံးနေသုံးလဲခမ ्या ကျွန်တော်ဒီလိုပဲသုံးတာလားဘယ်လိုသုံးလဲပေါ့နော်ဒါမျိုးလေးထည့်လို့ရတယ်ဒါတော့ကျွန်တော် okay ဒီမှာ तू ကတော့တိဆောက်နေတာမပြီးသေးဘူးပေါ့နော် agent ready ဖြစ်ပြီ okay ကျွန်တော်ဒီကလေးထည့်လိုက်မယ်ပေါ့နော်ဒီမှာကိုစိတ်ကြိုက်ကျွန်တော်တို့ကပြင်လို့ရတယ်အားသာချက်ဒီရဲ့ ChatGPT ရဲ့ agent ရဲ့အားသာချက်ကကျွန်တော်တို့ကကိုယ့်ရဲ့ agent ကိုဒီမှာစိတ်ကြိုက်ပြင်လို့ရတယ်အဲဆိုလို့ရှိရင်ဒီမှာ accountant ပုံလေးတွေပါပေါ်လာပါတော့ဒါကတော့ဒီပိုင်းပြီးတော့လို့ရှိရင်ကျွန်တော်တို့နောက်တစ်ပိုင်းကကျတော့ကျွန်တော်တို့dynamic contest and decision မှာကျွန်တော်တို့ဘာလုပ်မှာလဲ current campaign တွေလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က promotion လားကျွန်တော်တို့ဒီမှာထည့်လို့ရတယ်ပေါ့ဒီ agent မှာကျွန်တော်တို့ကသူ့ test တွေအနေနဲ့ကျွန်တော်တို့ဘာတွေခိုင်းမလဲပေါ့နော် interaction အနေနဲ့ဆိုလို့ရှိရင်ရောကျွန်တော်တို့ဘာတွေခိုင်းမလဲဆိုတာမျိုးကျွန်တော်တို့ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ ground point ကိုဒီကနေပြီးတော့ကျွန်တော်တို့ကဒီကနေပြီးတော့လည်းကျွန်တော်တို့ upgrade လုပ်နေလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့စောစောဟာလေးပေါ့နော်current test recent interaction မှာကျွန်တော်တို့ကဒီမှာသူ့ဘာခိုင်းမလဲပေါ့နော်ဟိုအကောက်တန်ဆိုတဲ့စကားလုံးသူသိရဖြစ်တဲ့ကြောင့်မလို့တချို့အပိုင်းလေးတော့ကို update လုပ်ရမလို့ပဲねသူကိုယ်တိုင် update လုပ်ပြီးသွားလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ update လုပ်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့စောစောကပြောခဲ့တဲ့ဒီအပိုင်းတွေထပ်ပြီးတော့ဖြည့်လို့ရပြီးရင်ဒီ function agent အနေနဲ့ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့အဓိကကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းမှာအရေးကြီးတာပါလဲဆိုလို့ရှိရင် manual workflow တွေအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ဒီ manual workflow ကကျွန်တော်တို့မှားနေတယ်ဆိုရှင်ဒီရဲ့ agent ကသူလုပ်တဲ့အချိန်မှာမှန်စရာအကြောင်းမရှိဘူးအဲ့တော့အမှားတန်တွေကပတ်တယ်ဆိုကျွန်တော်ရေးဘူးတယ်လေနော်အဲ့ content ပုံစံမျိုးအမှားတန်တွေကပတ်သွားတယ်အကြောင်းရင်းကကျွန်တော်တို့ဆိုအဲ့ဒီမှာကျွန်တော်တို့အမှားကြီးကိုထည့်လိုက်တဲ့အချိန်မျိုးရှင်အမှားကြီးပဲထွက်နေပဲပေါ့နော်
ကျွန်တော်တို့သူ့ကိုဘာခိုင်းမလဲဆိုတော့လောလောဆယ်ကျွန်တော်တို့ကစဉ်းစားခက်ကောင်းခက်နေလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုဒီဆောက်တဲ့အချိန်မှာတော့နည်းနည်းလေးချိန်ပေးရတယ်လောစရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြင်လိုက်တယ်ပြီးတော့လို့ရှိရင်သူကဘယ်မှာ upgrade လုပ်ဖို့လိုလဲဆိုလို့ရှိရင်ဒီမှာ upgrade လုပ်ဖို့လို update လုပ်ဖို့ပေးဖို့လိုတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ preview အနေနဲ့ကျွန်တော်တို့ကြည့်လို့ရတယ်အဲ့တော့ကိုက team နဲ့သုံးတယ်ဆိုလို့ရှိရင် team ကို share ပေးလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကတနားရီတပို့လားတရက်ကိုတပို့လားဒါမှမဟုတ်လို့ရှိရင်သူ့ကိုဘယ်အချိန်စစ်ခိုင်းမလဲပေါ့နော်ဒီထဲမှာကျွန်တော်တို့ချိန်လို့ရတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေထက်ချိန်မလဲပေါ့နော် okay ပြောပါ okay ဒီရောက်သွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ edit agent ကိုပြန်ဝင်သွားလို့ရှိရင်ဒီမှာ row တွေ brand white တွေပြောလို့ရှိရင် account of fade တွေဒီဟာကတော့ကိုနဲ့အတိအကျကိုက်ချင်မှကိုက်အောင်မယ်ပြီးတော့မှဒီဟာကိုပြန်ပြီးတော့တစ်ဆင့်ရင်ကျွန်တော်တို့ပြန်ပြီးတော့လုပ်ဖို့လိုတယ်အဲ့တော့ဒီမှာ solar instruction တွေ industry focus အပိုင်းတွေပြီးတော့လို့ရှိရင်ဒီအပိုင်းတွေ boundary တွေအပိုင်းတွေပါလာလိုက်မယ် core responsibility ပါဒီဟာတွေကိုကျွန်တော်တို့ကဖတ်ကြည့်လိုက်ဗျာဒါဆိုလို့ရှိရင် rule ပြီးသွားတယ်ပြီးတော့လို့ရှိရင် brown white orient face လုပ်တဲ့အပိုင်းတွေဒီထဲမှာကျွန်တော်တို့ကချိတ်ဆက်လို့ရမယ်အပိုင်းတွေကျွန်တော်ပြန်ကြည့်ဖို့လိုတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့စောစောဟာမျိုးလေးကျွန်တော်တို့ဖြည့်တတ်မယ်ပေါ့နော်ကိုရတယ်ကိုဒီမှာကျွန်တော်တို့ကဒီ instruction ကိုကျွန်တော်တို့ကအစဆုံးဖြည့်ကြမလို့သူကိုကနည်းနည်းပေးလဲပြီးသွားလို့ရှိရင်သူ့ပြန်ဖြည့်ကပြီးသွားလို့ရှိရင်ဒီမှာ upgrade လုပ်ပြီးသွားလို့ရှိရင်ပြန်စမ်းကြည့်အဲ့လိုမျိုးပုံစံမျိုးနဲ့တွားရမယ်ပေါ့နော်ဒီမှာဒါ preview ပုံစံနဲ့ဆိုလို့ရှိရင်ဒီပုံစံလေးထွက်လာမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့2အနေနဲ့ကျွန်တော်တို့ခေါ်ကြည့်မယ်ပေါ့နော်2တွေအနေနဲ့ကျွန်တော်တို့ဘာတွေခေါ်လို့ရမလဲပေါ့အဲ့တော့ဒီထဲမှာ connector အနေနဲ့ပေါ့ connector အနေနဲ့ကကျွန်တော်တို့ဒီကနေပြီးတော့ကိုယ့်ရဲ့ Google Sheet တွေကခေါ်မလား Google Drive တွေကခေါ်မလားအဲ့လိုမျိုးသုံးလို့ရတယ်ဆိုကျွန်တော်တို့ Gmail ရှိမယ်ပြီးတော့လို့ရှိရင် Excel တို့ဘာလို့ရှိမှာလဲExcel မရှိရင်တော့ Google Sheet ရှိမှာGoogle Drive ထဲမှာကျွန်တော်တို့ကdocument တွေရှိတယ်အကုန်လုံးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါနဲ့လည်းချိန်လို့ရတယ်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Excel ထက် Google Sheet ကိုဘာလို့သုံးလဲဆိုတော့ဒီ two integration လုပ်တဲ့အချိန်မှာကျွန်တော်တို့က Google Sheet ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် Excel မှာအဲ့ဟာတွေတစ်ခုရှိတယ်ကျွန်တော်တို့ MCP တွေပဲထွက်တယ်ဆိုလို့ရှိရင်တော့ MCP နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်သုံးလို့ရတယ် Microsoft 365 ဝယ်သုံးပြီးတော့ကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က agent pay လုပ်တဲ့အပိုင်းကအကြမ်းမြင်ပြီးရဒီဟာကိုမှကျွန်တော်တို့ကထပ်ပြီးတော့သူ့ကိုဒီမှာကိုယ့်ရဲ့စင်းစရာတွေစစ်ခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောစောကပြောတဲ့ Google Drive နဲ့ချိန်ပြီးတော့ဆို Google Drive ထဲကနေပြီးတော့ဆိုပါလို့ကျွန်တော်တို့ Google Drive ထဲကိုတော့ကျွန်တော်တို့ upload လုပ်ဖို့လိုတယ်ဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတာတစ်ချက်ပြန်ပြီးတော့စဉ်းစားဖို့လိုเนาะရမှာမသိဘူးเนาะဒါလေး ဟုတ် ရပါတယ် အဲ့မှာ two integration အနေနဲ့ခေါ်သုံးရတာကျွန်တော်တို့ကဘယ်ဟာကပိုလွယ်လဲဆိုလို့ရှိရင် cloud ကပိုလွယ် cloud ကပိုလွယ်ပေါ့နော်ChatGPT agent ကကြတော့ခုနောက်ပိုင်းမှာပေါ်လာတယ်အဲ့ ChatGPT မှာကျွန်တော်အခုနောက်ပိုင်း sample တက်လောက်ဆိုလို့ရှိရင်အဲ့ ChatGPT ဒီ business ထက်ကျွန်တော်ကြိုက်တဲ့ဟာခုတ်တဲ့ကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ခုတ်တက်မှာကြတော့ပို့ပြီးတော့သုံးလို့ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေတယ်အဲ့ ChatGPT ရိုးမှာထပ်ပေါ့နော်โอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ agent pay လောက်တာကျွန်တော်ရိုင်းမခတ်ဘူးဆိုတော့ကျွန်တော်တို့တခြား automation tool တွေကနောက်ပိုင်းပို့ပြီးတော့ကျေပြန်လာလိုက်မယ်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့24 25ရာဒီ viral ဖြစ်နေတယ်ဒီ initiation so anyway အဲ့ဒီရဲ့ကိုက AI အမြဲတမ်းသုံးချင်တယ်ဆိုလို့ရှိရင်အဲ့ AI သုံးတဲ့ community နဲ့အမြဲတမ်းချိတ်ဆက်ရှိနေဖို့ဒီ2025လောက်တော့ဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ပတ်ကိုတစ်ချိန်နောက်ကျွန်တော်ဒီ free web အနားကျွန်တော်လုပ်ပြီးဖြစ်တယ်ချို့လည်းကြုံဘူးမယ်ပေါ့နော်ရမယ်နော်ဒါလေးရမယ်နော်ရဆိုလို့ရှိရင်
ဒါဆိုလို့ရှိရင်အဲ့ဒီ agent ဘေးလုပ်တဲ့အပိုင်းကိုကြာတော့ကျွန်တော်တို့ဒီနေရာမှာတော့ကျွန်တော်အရင်အခက်ကြီးမဟုတ်ဘူးဆိုကျွန်တော်တို့လက်ထဲကို agent ရောက်လာတာလွယ်ဗျာအဓိကကျွန်တော်ပြောချင်တာလေအဲ့ဒီ agent က smart ဖြစ်ဖို့လုပ်တဲ့အပိုင်းကအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ဒီ agent smart ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် context ကိုတေချာလေးကျွန်တော်တို့ကစနစ်ကြပေးဖို့လိုတယ်အဲ့တော့နောက်ပိုင်းဒီ hook တွေပါသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီharness engineering တို့ပါလို့ YouTube မှာလည်းအများကြီးရှိတယ်ကျွန်တော်တို့ search study လုပ်နိုင်တယ်ဆိုလို့ရှိရင် YouTube မှာလည်းအများကြီးရှိတယ် so now Udemy တို့ပါလို့မှာလည်းအများကြီးရှိရပါအဲ့လိုမျိုးလေးရှိမယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပိုင်းလေးကျွန်တော်တို့တွားကြည့်အောင်အဲ့တော့ agent ကလက်ထက်ရောက်လာတာလွယ်တယ်ကျွန်တော်တို့လောက်ခတ်တဲ့အပိုင်းကကျွန်တော်တို့ကိုလိုချင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်ဖို့လိုတယ်ပေါ့နော်ကိုလိုချင်တဲ့အတိုင်းအများစုကမဖြစ်ကြဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကို့မှာ data မရှိရင်လည်းကျွန်တော်တို့မဖြစ်ဘူးပေါ့ဒီ retreat လုပ်တဲ့အပိုင်းကတော့စောစောကကျွန်တော်ပြောခဲ့တဲ့အပိုင်းလေးပဲ tool ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် tool တွေခေါ်မှာလဲစောစောကဆိုလို့ရှိရင်ကျွန်တော်တို့က schedule ထိတ်လို့ရမယ် ChatGPT ထဲမှာဆိုပါလို့ဒီ agent နဲ့မှာပဲကျွန်တော်တို့က schedule ထိတ်ထားလို့ရတယ်ပေါ့နော်ဒီမှာ schedule အနေနဲ့ကျွန်တော်တို့က automate လုပ်ထားလိုက်လို့ရတယ်ဒီမှာလဲကျွန်တော်တို့က instruction ပါတယ်အဲ့တော့ကျွန်တော်တို့ instruction ပေးရမယ့်အပိုင်း instruction ပေးရတာကိုကျွန်တော်တို့ကမပြင်းနဲ့ပေါ့နော်မပြင်းနဲ့ဆိုတာဘာမှလည်းကြောက်စရာမရှိဘူးကျွန်တော်တို့စိတ်ကြိုက်ကျွန်တော်တို့မှားလဲကိစ္စမရှိဘူးဗျပြင်လိုက်ပေါ့နော်ဒီထဲမှာလည်းကျွန်တော်တို့ចောင်းသားတွေလည်းပါတယ်ဆိုတော့တချို့ဘိုင်းလေးနောက်ပိုင်းကျလို့ရှိရင်ပြန်သွားပြင်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ static သွားတယ် dynamic သွားတယ် retreat သွားတယ် true သွားတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ context architecture အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ marketing အပိုင်းတွေလည်းသွားလို့ရတယ်နောက် customer support သွားလို့ရတယ်နောက် content generation အပိုင်းတွေဒီအပိုင်းတွေသွားလို့ရတယ်ပေါ့နော်ဒီမှာဒါကတော့ဘာကြောင့် free ဖြစ်တာလဲပေါ့နော် marketing agent တွေမှာ off run လုပ်တဲ့ brand damage ဖြစ်တဲ့အပိုင်းတွေနောက်တစ်ခုကကျွန်တော်တို့ customer support agent တွေမှာဆိုလို့ရှိရင် round reference လုပ်တဲ့အပိုင်းတွေပေါ့ဒါကတော့ဒီ risk ဖြစ်တဲ့အပိုင်းတွေ failure mode ဖြစ်တဲ့အပိုင်းတွေကိုပြောထားတာပေါ့နော်အဲ့တော့ဒီ content မှာဆိုလို့ရှိရင်အဓိကဖြစ်တဲ့ဟုတ်စားဆိုလို့ရှိရင် hallucination ချက်လက်တွေလွဲမှားပြီးတော့ပေးရမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုက misinformation တွေပေးရမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ customer support တွေပါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ priority ကို design priority ကိုကျွန်တော်တို့က static နဲ့ပြင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ tool နဲ့ပြင်ပြီးတော့လို့ရှိရင် retreat လို့ကျွန်တော်တို့က prompt ကြီးပဲကျွန်တော်တို့အားကိုးလို့မရအောင်ပေါ့နော်အဲ့တော့ဒီအပိုင်းကိုကျွန်တော်တို့တွားကြည့်မယ်ဆိုလို့ရှိရင်ပြောရတယ်ဒီမှာ context sprawl ဖြစ်တဲ့အပိုင်းတွေတို့နောက်တစ်ခုက context poison ဖြစ်တဲ့အပိုင်းတွေတို့ permission compression တို့ to confusion လို့ဖြစ်တာလို့ဆော့ဆော့ကကျွန်တော်တို့ပြောခဲ့တယ်ဒီ cloud မှာလည်းကျွန်တော်တို့ကဒီ cloud မှာပေါ့နော်ကျွန်တော်တို့က tool တွေချိတ်ဆက်ထားပြင်မဲ့ကျွန်တော်တို့က data ကိုဘယ်ရယူလို့မပြောရင် तू ကရှားတာပို့ပြီးတော့တုတ်ကင်ကုန်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ tool ကိုကျွန်တော်တို့ကတွားပြီးတော့အသုံးပြုရခိုင်းတဲ့အချိန်မှာကိုယ့်ရဲ့ data ကျွန်တော်တို့ကကိုယ်ဘယ်နားမှာထားလဲဆိုတော့ကျွန်တော်တို့ file လေးနေကျွန်တော်တို့တည်ဖို့လိုတယ်အဲ့တော့ဆိုဒီနေရာမှာပြောချင်တာပါလဲဆိုလို့ရှိရင် data management ပိုင်းပေါ့နော်ဘယ်နေရာမှာထားလဲဘယ်နေကိုခိုင်းတဲ့အချိန်မှာGoogle Drive ကြီးကဘယ် file ကိုဖွင့်ပေးပါဖြစ်ဒါမျိုးကိုကျွန်တော်ကစနစ်တကျကျွန်တော်ကထည့်ထားပြီးတော့ခိုင်းလို့မဟုတ်လို့ရှိရင်ကျွန်တော်က file လေးနေတူနေရဆိုလို့ရှိရင်အဲ့ဒီမှာခေါ်သုံးရတဲ့ခါကျလို့ရှိရင် तू ကဘယ်ဟာခေါ်သုံးအောင်မသိအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က token ပို့ကုန်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ web ဒီ minus AI တို့နောက် publicity computer တို့ဒီဘိုင်းကြီးတုံးတဲ့က तू ကအခုသူ့မှာကြတော့ကျွန်တော်က credit နဲ့ပေးရတာဗျာ token နဲ့မဟုတ် credit 3000ဆိုလဲ3000 4000ဆိုလဲ4000ပေါ့နော်ဒါမျိုးတွေသုံးတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ context ပေးတာမလုံလောက်ရင်ကျွန်တော်တို့ prompt လောက်ကောင်းdata အမှားထွက်မယ်ပေါ့နော်အဲ့တော့အဓိကအရေးကြီးတာ context ဖြစ်လာတယ်အဲ့တော့ prompt ကောင်းprompt context မကောင်းမိမယ်ကျွန်တော်တို့က prompt context လည်းမကောင်းဘူးဗျာ prompt ကလည်းမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့က token ကအရန်ကုန်တယ်အဲ့တော့ AI agent တွေအသုံးပြုလာတဲ့အချိန်ကြလို့ရှိရင်ဒီ ChatGPT မှာသုံးတဲ့ဟာက
ကျွန်တော်တို့ဒီ token ဆက်လက်နဲ့ပေါ့ token နဲ့သွားတာကိစ္စမရှိဘူးကျွန်တော်တို့မှားလည်းကိစ္စမရှိဘူးကျွန်တော်ကုန်သွားလည်းပါအောင်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ minus တို့တချို့လည်း minus တို့ပါတော့တယ်အဲ့ minus တို့ပါတော့ publicity တို့တုံးတဲ့ခါကျတော့ရှင်ထက်ကမှားလေပြန်ရေးရလေကုန်နေဆိုတော့ကျွန်တော်တို့အဲ့ token မလောက်တဲ့ပြဿနာကြီးအများကြီးကြုံရတယ်အဲ့ဒီမှာဒီရဲ့အားသာချက်ကိုဘယ်သူတွေကပို့ပြီးတော့နားလဲလဲဆိုတော့ဒီ developer တွေကြတော့ကျွန်တော်တို့ဒီနည်းပညာနဲ့သူကပို့ပြီးတော့ရင်းနေတယ်အဲ့တော့ကျွန်တော်တို့တချို့ဆိုလို့ရှင်လဲ machine learning နောက် data scientist တွေဖြစ်တဲ့ကြောင့်မို့ဒီအပိုင်းတွေအတွက်သူတို့တုံးရတာပို့ပြီးတော့ relevant ဖြစ်တယ်ပို့ပြီးတော့လွယ်ကူတယ်သူတို့အတွက်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်နည်းနည်းလေးပြင်းသွားမှကြလို့ပေါ့နော်ကျွန်တော်လည်းအဲ့AI engineering လုံးမကိုသွားတဲ့ခါကျတော့အဲ့တော့ဒီ fundamental အနေနဲ့ Python တွေရောအများကြီးလေ့လာရတဲ့အချိန်တွေရှိရအဲ့တော့ဒီ AI ဆိုတာ machine learning နဲ့ data science ဉာဏ်ကိုနှစ်ခုလေ့လာပြီးတော့မှ AI engineer ဖြစ်တာဆိုတော့တော်တော်လေးတော့အချိန်ပေးရတယ်ဒီနေရာမှာကျွန်တော်တို့အများစုကအဲ့လောက်အချိန်မပေးနိုင်သိကြရတယ်ပေါ့နော်ဆိုတော့အများစုအချိန်မပေးနိုင်ဒါကြောင့်မို့လဲကျွန်တော်တို့ဒီ marketing agency တွေmarketing focus သွားနေတဲ့သူတွေကဒီဟာကိုမြင်တဲ့အတွက်ကြောင့်မလို့ဒီ SAC software essay စာပေဆိုပြီးတော့တချို့လည်းလုပ်နေကြတာရှိတယ်ဆိုအခုနောက်ပိုင်း solution နဲ့ tool တွေလည်းအများကြီးတချို့လည်းထုတ်နေတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ context နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထည့်လိုက်တဲ့ context ကအရေးကြီးတယ်ပြီးတော့လို့ရှိရင် instruction အရေးကြီးတယ်function calling လုပ်တဲ့အပိုင်းတွေကတော့အရင်ဟိုနေမဖြစ်ဘူးတိတ်ပြီးတော့ဟိုနေမဖြစ်သေးဘူးเนาะအဲ့တော့ကျွန်တော်တို့ slide ပြရောက်သွားအဲ့တော့ context raw ဖြစ်တဲ့ပြဿနာလည်းတော်တော်များတယ်စောကကျွန်တော်ပြောခဲ့တဲ့ context ပြဿနာပေါ့နော် context poison ဖြစ်တဲ့ပြဿနာလည်းရှိမယ် context raw ဖြစ်တဲ့ဟာလည်းရှိနိုင်တယ်ပြောလို့ရှိရင် permission compression ဖြစ်တဲ့အပိုင်းတွေလည်းရှိမယ်အဲ့တော့ context raw ကဘယ်လိုဖြစ်လဲပေါ့အဲ့တော့ long conversation မှာ agent ကအစပိုင်းမှာ instruction တွေမေ့သွားတာမျိုးနောက်တစ်ခုကoutput quality က 30% ကျော်သွားတာမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဆို test တစ်ခုထဲမှာကျွန်တော်ခိုင်းနေဆိုလို့ရှိရင်အဲ့ဒီဟာကြာလာတဲ့မြကျွန်တော်စောကပြောခဲ့သလိုပဲကြာလာတဲ့မြသူရှုပ်လာပြီးတော့ instruction ကမတိကျတဲ့ခါကြာလို့ရှိရင်ကိုလုံးနေတဲ့ဒီဟာကိုလုံးနေတဲ့အရာတစ်ခုက project တစ်ခုကကျွန်တော်တို့ကကြာလာတဲ့မြdecrease ဖြစ်သွားဖို့များတယ်အဲ့တော့ဒီ context window ထဲမှာကျွန်တော်တို့ကဒီဟာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ pipe up တွေလုပ်ထားဖို့ relevant static တွေထည့်ထားဖို့ dynamic context တွေကဒီဟာဖြစ်တဲ့အပိုင်းဒီဟာဖြစ်တဲ့ဒီ cause ဘာကြောင့်ဖြစ်တာလဲပေါ့နော်အဲ့တော့context window ထဲမှာ context raw ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ context window ဒီမသက်ဆိုင်တဲ့အကြောင်းအရာတွေတို့မသက်ဆိုင်တဲ့ role တွေထုံးရော point တွေဒီပိုင်းတွေထည့်ထားတယ်ဆိုလို့ရှိရင် context raw ဖြစ်ဖို့ရာခိုင်နှုန်းများတယ်အဲ့ဒါကို fix လုပ်တဲ့ဟာcontext loading I think tag အတွက် relevant content အထည့်ဒါကြောင့်မလို့ကျွန်တော်တို့ကအရေးကြီးတဲ့အပိုင်းကဘာလဲဆိုလို့ရှိရင် context ထည့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ instruction တွေခွဲရတာအလကားမဟုတ်ဘူး AI က right ကျွန်တော်တို့ကလေagent တစ်ခုထဲမှာစုပြုံပြီးတော့မသုံးနဲ့သိလားအဲ့တော့ကျွန်တော်တို့ agent တစ်ခုထဲမှာစုပြုံပြီးတော့သုံးတာကျွန်တော်ဘေးလောက်မှပြင်းတာလို့ပါလို့ဆိုလို့ရှိရင်အဲ့အနေများတယ်ဘာလို့လဲဆိုတော့လေကျွန်တော်တို့ဆိုပါစို့ကျွန်တော်က content agent တွေမှာကျွန်တော် accountant သွားပြီးတော့သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ chat history ကလည်းသူ့ရဲ့ memory လေးဝင်သွားတယ်ဗျာဝင်သွားတယ်ဆိုလို့ရှိရင်ဒီ content agent တစ်ခုကကျွန်တော်ရှုပ်သွားပြီရှုပ်သွားတဲ့အခါမှာ context raw ဖြစ်တာပဲသူနဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေ memory ရဝင်လာရင်ဖြစ်တယ်ရမယ်နော်အဲ့ဒါလေးโอเคဒါဆိုလို့ရှိရင်ကျွန်တော် break time လေး9မိနစ်လောက်ကြောက်ပေးမယ်ဒီကနေပြီးတော့ကျွန်တော်တို့9မိနစ်လောက်ကျွန်တော်တို့အချင်းချင်းဆွေးနွေးကြည့်ပေါ့နော်ကျွန်တော်ဟိုဟာလေဒီ breakout room လေးကျွန်တော်မလုပ်ခင်မှာကျွန်တော်တက်ပုံလေးတစ်ပုံလောက်ရိုက်ချင်တယ်ဆိုတော့ကင်မရာလေးဖွင့်လို့ရတဲ့သူတွေကတော့ဖွင့်ပြပါအောင်တကယ်လို့ဖွင့်လို့မရဘူးဆိုလို့ရှိရင်ကိစ္စမရှိဘူးပေါ့နော်
okay နောက်တစ်ပုံရိုက်မယ်နော်ခဏလေးနော်ကျွန်တော်ဟိုဟာ screenshot ကကျွန်တော်ဟိုနေဖြစ်သွားလို့ပြသွားလို့တို့ဆွေးနွေးပြကြလား ဟုတ်ဆွေးနွေးဖြစ်ပါတယ် okay ကျွန်တော်အချိန်ခဏလေးပဲပေးတာဟိုနေဖြစ်ပါနေပေါ့နော် ပြောနေရင်တန်းလိုက်တော့ okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့တချို့ဒီဘိုင်းလေးပြီးသွားရဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးလို့ရတယ်ပေါ့နော်ဟိုအချင်းချင်းဆွေးနွေးချင်လည်းရတယ်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ဖွင့်ပေးထားလို့ရတယ်ဒီဟာလေးကျွန်တော်တို့ပြီးသွားတယ်ဆိုလို့ရှိရင်တချို့နားကျင်တဲ့သူတွေလည်းနားလို့ရအောင်ပေါ့နော် ဟုတ်ဆရာ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ context raw ဖြစ်တဲ့ပြဿနာဆိုကျွန်တော်တို့ဖြေရှင်းရမယ့်ဟာ context raw ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ AI နဲ့လည်းကျွန်တော်တို့ process လုပ်ကြည့်စေချင်တယ်ကျွန်တော်ပြောတာကြီးပဲမယုံနဲ့ပေါ့နော်သိလားကျွန်တော်ပြောတာကြီးပဲမယုံနဲ့အဓိက AI ပြောတာလည်းမယုံနဲ့ဟိုဆက်ပြီးတော့ကျွန်တော်တို့ဒီ team တစ်ခုပါကျွန်တော်တို့ AI agent လုပ်ပြီးဆိုလို့ရှိရင်သူ့ကိုကျွန်တော်ထည့်သုံးတဲ့ပုံစံသူ့ကိုဒီ final output မထုတ်ခင်မှာကျွန်တော်တို့က red team တစ်ခုအနေနဲ့ကျွန်တော်ကထည့်ထားလိုက်တာအဲ့တော့မှကျွန်တော်တို့ကဒီ red team အနေချက်တွေကိုသူကပြင်ပြီးတော့မှကျွန်တော်တို့ final output ပေးတာအဲ့တော့ဒီ website device solution နဲ့ဒီ red team လိုတယ်လေဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်မဟုတ်လို့ရှိရင်ကျွန်တော်တို့က security ပေါက်ဖို့ရအောင်များတယ်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ဒီဆက်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်တဲ့အခါကျလို့ရှိရင်ဒီ AI agent တွေတုံးတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့က content agent ပဲဖြစ်ပေါ့နော်ဒီဟာ final output မှာပေးခင်မှာကျွန်တော် rating ကနေပြီးတော့ပြစစ်ခိုင်းတဲ့ပုံစံမျိုးလေးကျွန်တော်တို့တုံးလို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ group ထဲမှာလည်းကျွန်တော်ဒီဟာလေးဒီ slide လေးကျွန်တော်ပို့ပေးထားလိုက်တယ်ပေါ့နော်အဲ့တော့ဒီ okay အဲ့တော့ context poisoning ကကျွန်တော် agent မှာဘာကြောင့်ဖြစ်တာလဲဆိုတော့ symptom တွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ data ကိုအမှန်လို့ယူဆပြီးတော့ဆိုဟိုတလောကကျွန်တော်ဖြစ်သေးရေပေါ့နော်အဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့အဲ့ဒီကျွန်တော်ရဲ့ဒီ folder ထဲမှာကျွန်တော်သုံးနေကြ logo ထည့်ထားပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီ logo အဟောင်းကိုကျွန်တော်မဖြတ်မိတဲ့ခါကျတော့ကျွန်တော်ကအဲ့ဒီ project ထဲမှာသုံးတဲ့ခါကျလို့ရှိရင်သူကဘယ်ဟာကို logo ထည့်ပေးဆိုလို့ရှိရင်ဘယ်ဟာကိုပြင်ပြန်ဆွဲလဲဆိုတော့အဲ့ဒီ project ထဲမှာရှိတဲ့ logo ကိုပဲပြင်ပြန်ဆွဲရဆိုတော့ကိုကမသုံးတော့ဘူးဆိုပါလို့ data လည်းအတူတူပဲပေါ့နော်ကျွန်တော်တို့မကြိုက်တဲ့ data ကိုမကြိုက်ဒီကကြီးကကိုကမှားမှန်းသိနေတယ်ဒါပေမဲ့အဲ့ဒီကကျွန်တော်တို့က delete မလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီဟာ AI ကအမှန်လို့ပဲယူဆပြီးအဲ့ဒါကိုကျွန်တော်တို့ကအမြဲခေါ်ပြီးတော့သုံးနေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်းမှားနေမယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီရဲ့ data တွေကိုလည်းကျွန်တော်တို့ကdata cleansing လုပ်တဲ့အပိုင်းကိုလည်းကျွန်တော်အသေးချာလေးပြန်ပြီးတော့စစ်ဖို့လိုတယ်မနူတွေပဲစစ်ဘယ်လိုပဲစစ်ပေါ့နော်ဆိုတော့အဲ့ဒါအရေးကြီးတယ်ဘာကြောင့်ဖြစ်တာလဲဒီ context poison ဖြစ်တယ်နောက်တစ်ခုက noise ဖြစ်တာလို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒီ user input တွေ2တွေပဲ responding ကနေပြီးတော့ဒီ unthreaded data ကဒီ institutionalized ဖြစ် injection ဖြစ်နေတာမျိုးတွေဒါကြောင့်ဖြစ်တယ် causes ပေါ့နော် cause ကဒါကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတစ်ခုကြောင့်တစ်ခုဖြစ်တယ်ပေါ့နော် agent လွဲနေရဆိုလို့ရှိရင်ကျွန်တော်ကကိုတိဆောက်ထားတဲ့ agent မှာ agent လွဲနေဆိုလို့ရှိရင်ကျွန်တော်တို့ prompt နဲ့ပြင်လို့မရအောင်အဲ့တော့ကျွန်တော်က context ကိုသွားပြင်မရတာရမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြောင့်မှားလဲဆိုတာကိုကျွန်တော်တို့သိသွားပြီလို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာ face လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကိုယုံကြည်ရတဲ့ data ကိုကျွန်တော်တို့ကသုံးဖို့လိုတယ် user input တွေ to process တွေကိုကျွန်တော်တို့က system instruction တွေကိုကျွန်တော်တို့ကသိချာpriority လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီစဉ်းစားစရာကဒီ context window ထဲမှာကျွန်တော်တို့ကဒီ priority တွေလည်းကျွန်တော်တို့ကခွဲထားဖို့အရေးကြီးတယ်ဆိုတော့အဲ့ဒီ priority ကကျွန်တော်တို့ဘယ်လိုခွဲလို့ရလဲကျောင်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါရှိတယ် view စားပေး1နှစ်ကြုံဘူးလားမသိရုံးခန်းတဲ့ video တွေထဲမှာလေကျွန်တော်တို့ကျောင်းနေမှာရှိတဲ့ရုံးခန်းအကြီးကြီးရှိတယ်ရုံးခန်းဗီဒီယိုတွေရှိတယ်
အဲ့ view ထဲမှာသူက view စားပေး1 2ဆို1 2 3ပေါ့နော်အရေးကြီးတဲ့ file တွေရှိရဆိုရှင်သူကအဲ့လိုမျိုးသိမ်းဘာလို့လဲဆိုတော့မီးဘေးအနေနဲ့ဖြစ်ကျွန်တော်တို့တစ်ခုခုကြောင့်အရေးပေါ်မှပြီးတော့ပြေးရမယ်ဆိုရှင်ကျွန်တော်တို့ကအဲ့ priority 1ကိုသွားတယ်အဲ့တော့ဒီ instruction ထဲမှာထည့်ထားတဲ့ကျွန်တော်တို့ဒီ context တွေရတယ်ဆိုတော့ agent ကသူကခိုင်းလိုက်ပြီဆိုတော့ねအဲ့ဒီဟာကိုတော့ပြဖတ်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့ကဆိုအဲ့ရ priority ခွဲရဖို့လို့ဆိုတော့အဲ့ဒါပေါ့နော်ရေးကြီးတဲ့ဟာကိုကျွန်တော်အပေါ်ဆုံးမှာရေးမကြီးတဲ့ဟာကိုအလယ်မှာရေးပြီးတော့လို့ရှိရင်ကျွန်တော်တို့နောက်ဆုံးပိတ်ရေးကြီးတဲ့ဟာကိုအောက်ဆုံးမှာရေးဒါဆိုလို့ရှိရင်ကျွန်တော်တို့အစလည်းဆုံးကောင်းလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ priority လဲကျွန်တော်တို့က context ထဲမှာကျွန်တော်ခွဲရဖို့အရေးကြီးရမယ်နော်ဒါကြီးရမယ်နော်အဲ့တော့နောက်တစ်ပိုင်းက pressure compression လုပ်တဲ့အပိုင်းကဒီမှာဖြစ်တဲ့အကြောင်းရင်းက context window ပြည့်လာတဲ့အခါကျလို့ရှိရင် auto summarize aura id ပြီးတော့လို့ရှိရင်ကျွန်တော်တို့ extract price access instruction ပြောက်သွားဆိုတော့ကျွန်တော်တို့ဒီ context window ပြည့်လာတဲ့ညကျွန်တော်တို့ဒီ chat တစ်ခုထဲမှာပြည့်လာပြီဆိုလို့ရှိရင်သူက instruction ကဘယ်အရေးကြီးမှမသိတော့ဖြစ်လာတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ကဒီcompression လုပ်တဲ့အပိုင်းကလိုအပ်လာတာပေါ့နော်တခါအဲ့ဒီ agent တွေမှာတော့လိုကိုယ်တိုင်ဒီလောက်ရတယ် open source တွေမှာပေါ့နော်ဒီ cloud တို့ဘာလို့မှာတော့ auto compression လုပ်တဲ့အပိုင်းတွေရှိတယ်ဒီ state ဆိုတာကshort term memory ထဲမှာပါတယ်အဲ့တော့ဒီ critically information data တွေကိုကျွန်တော်က separate state block တွေမှာပင်ထားဖို့အရေးကြီးအဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ဆိုကျွန်တော်တို့ရဲ့ data ကိုကျွန်တော်တို့ဒီ instruction ထဲမှာကြီးပဲကျွန်တော်တို့ကခွဲinstruction ထဲမှာကြီးပဲကျွန်တော်တို့ကပြုတ်သိမ့်မထားနဲ့ပေါ့နော်ဆိုတော့ပြုတ်သိမ့်ထားတာ context ကကြီးတိုင်းကောင်းတာမဟုတ်ဘူးများတိုင်းကောင်းတာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီဟာ separate လောက်ထားဖို့လိုတယ်ကျွန်တော်တို့က instruction ထဲမှာထည့်မယ်ပြီးတော့လို့ရှိရင် folder ထဲမှာထည့်မယ်ပြီးတော့လို့ရှိရင် Google Drive ထဲမှာတင်မယ်ဒါမျိုးတွေကျွန်တော်တို့ကလုပ်လို့ရတယ်အဲ့တော့ဒီထက်ပိုပြီးတော့ကောင်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Grabber တို့ပါလို့ red ဒီစောက်ထိုက်ပိုင်းနေနောက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ agentic red ဒီဖြစ်လာပြီဆိုတော့ဒါမျိုးတွေရှိပြီပေါ့နော် AI ကတော်တော်လေးကိုကျေပြန့်တယ်ထဲမှာပါတယ်အဲ့တော့ external memory store ထဲမှာ preset အနေနဲ့ကျွန်တော်တို့ကလုပ်ထားဖို့လိုတယ်အဲ့တော့ true computation အနေနဲ့ကြတော့ကျွန်တော်တို့ကအဲ့ tool တွေအများကြီးချိတ်ဆက်တာကျွန်တော်ခိုးရမှာဆိုလို့ရှိရင်ကျွန်တော်ချိတ်ဆက်ထားတဲ့ tool က10ခုမပြည့် right အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ tool တွေခေါ်သုံးတိုင်းမှာအဲ့ဒီ context window ကပြည့်လာဆိုတော့ကျွန်တော်တို့က nano banana ခေါ်သုံး nano banana ပဲခေါ်သုံးတော့ cloud ပဲဟိုပါပဲ Google Drive ပဲခေါ်သုံးတော့အဲ့ဒီမှာ import token output token ရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ token တွေက memory ရပြည့်လာတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က tool တွေများမလိုအပ်ဖ ೇನೆ ချိတ်ဆက်ထားလေကျွန်တော်တို့ကပို့ပြီးတော့ရှုပ်လေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်ဟာလိုအပ်တယ်ဘယ်ဟာမလိုအပ်ဘူးလဲဆိုတော့ကျွန်တော်တို့လိုအပ်ရင်တော့မလိုအပ်ရင်မသုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအများကြီးလုပ်ငန်းတွေအကြီးတယ်အများကြီးပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ sub agent အနေနဲ့ကျွန်တော်ခွဲထားဖို့လိုတယ်အခုနောက်ပိုင်းကျွန်တော်စမ်းနေတဲ့အပိုင်းဆိုလို့ရှိရင်ဒီ multi agent orchestration အပိုင်းကိုကျွန်တော်ဆက်ပြီးတော့သွားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းပြီးရလို့ရှိရင်ဆက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်ဆက်ပြီးတော့ဆွေးနွေးလို့ရတယ်ဆိုတော့အဲ့ဒါလေးလည်းရှိမယ်ပေါ့နော်အဲ့တော့ပြောလို့ရှိရင်တော့ကျွန်တော် 2 in session ခုရှိမယ်ပေါ့နော်အဲ့တော့ 2 in session လေးကျွန်တော်တို့မသွားခင်လေးမှာကျွန်တော်တို့ PM bat 1ကဘယ်နှယောက်လောက်ပါလဲမသိဘူးဒီထဲမှာလက်လေးထောက်ပြီးလို့ရတယ်โอเคတယောက်โอเคเนาะဆိုတော့ဒီ context engineering ကိုကျွန်တော်ဒီ prompt
prompts အရင်တစ်ပတ်ကတော့ batch 1မှာတော့ကြတော့ဒီ prompts and context prompt engineering တည်တံ့သွားတယ်ဒီ batch 2မှာတော့ကျွန်တော် context engineering ကိုတည့်ရထည့်ထားတယ်ပေါ့total 3ရက်ဖြစ်သွားမယ်အဲ့ကြလို့ရှင်တော့ပို့ပြီးတော့ကောင်းလိုက်မယ်နောက် batch 3ဆိုလို့ရှင်ကျွန်တော် harness engineering မှာထပ်ပြီးတော့ထည့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့ sharing လုပ်တဲ့အပိုင်းလေးကတော့ဒီလောက်ပဲဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်မေးဆက်ရှိရဆိုလို့ရှိရင်မေးလို့ရတယ်အလုပ်ရှိအချို့လည်းအလုပ်ရှိရဆိုလို့ရှိရင် lead လုပ်ရတယ်ပေါ့နော် regional လေးရှိလို့ရှိရင်မေးလို့ရတယ်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ဒီ prompt engineering context engineering စိတ်ဝင်စားရဆိုလို့ရှိရင်လည်းဆက်ပြီးတော့မေးဆက်ပေးလို့ရတယ်ဒီမှာဟူကိုလို့ပါလို့ဆိုလို့ရှိရင် batch 1တင်နန်းသားတွေဟုတ်ဆရာပတ်ဝန်းပါ Okay သုံးရတာအဆင်ပြေလားဘယ်လိုနေလဲအခုနောက်ပိုင်းအရင်သုံးရတာတော်တော်အဆင်ပြေဆရာဆရာအဲ့ဒီ prompt engineering မှာအရင်လိုပုံမှန်တဲတိုးကြီးမဟုတ်ဘဲနေဗျာဒီခြားလေး instruction ကောင်းကောင်းပေးပြီးသုံးရဆိုတော့ပုံတွေထုတ်ရပြီးစာရေးရပဲဖြစ်တော်တော်အဆင်ပြေလာဆရာဟုတ်ကျွန်တော်တို့ဒီ context engineering ကိုထပ်ပြီးတော့ဖြည့်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းသွားလိုက်မယ်ဆိုတော့ဘတ်တူကမေ16စမှာဒီ16ရက်နေ့စမှာဆိုတော့တိတ်တော့မလို့တော့ဘူးပေါ့နော်แต่ပလောဝတ်တမိုင်းကြောင့်ပြန်တွင်းရမှာလားဆရာမတွင်းရအောင်ကျွန်တော်အဲ့ကျွန်တော်တင်တန်းနေသွားတဲ့ structure ရှိရပေါ့နော်ဆိုတော့ဘာလို့ AI ကအမြဲတမ်းပြောင်းလဲနေဆိုတော့ကျွန်တော်ယူဆတာတချို့တင်တန်းတွေကတော့ဘယ်လိုသွားလဲမသိဘူးကျွန်တော်တိုက်တဲ့ပုံစံကတော့ဘယ်လိုသွားလဲဆိုလို့ရှိရင်ကျွန်တော်ဒီ batch 1တစ်ခုတွင်းထားတယ်ဆိုလို့ရှိရင်ဒီဟာနဲ့သက်ဆိုင်တဲ့တင်တန်းတွေပေါ့တင်တန်းဆိုလို့ရှိရင်ကျွန်တော် free တက်ခွင့်ပေးတယ်ဆိုတော့ batch 1ဆိုလို့ရှိရင်တခုကျွန်တော်လောက်ထားတဲ့ဟာတခုကတော့ဘာရှိလဲဆိုတော့ဒီ batch 1မှာဆိုလို့ရှိရင်ကျွန်တော်ဒီ waiting list ဆိုလို့ရှိရင်ကျွန်တော်4900နဲ့ပဲကျွန်တော်ပေးရလိအမြင့်ဆုံးမှာကျွန်တော်9900လောက်တည်ရတာပဲရှိတယ်ဆိုတော့ batch 2ရောက်လာတဲ့အချိန်မှာ early batch ကကျွန်တော်9900ဖြစ်သွားတယ်ကျွန်တော် recording လေးခဏရက်လိုက်မယ်ပေါ့နော်အခုစဉ်းစားနေကျွန်တော်အခုစဉ်းစားနေရပါတော့အဲ့ဒီ Jan ကို train ပြီးတော့အဲ့လိုမျိုးS1 လုပ်ငန်းရှင်တွေကို Jan train ပြီးတော့service ပေးမလားလို့ဆရာအဲ့ကြရင်ကျွန်တော်ဘယ်လို step လေးမျိုးလေးနဲ့စပြီးလုပ်တင်တယ်ဆရာဂျန်နေထက်အဓိကတော့ကိုကဘယ်လိုပုံစံသွားမလဲပေါ့နော်ဆိုတော့သူတို့ရဲ့အဓိကနှစ်ပိုင်းပေါ့နော်အဓိကကျွန်တော်မြင်တာနှစ်ပိုင်းပေါ့နှစ်ပိုင်းဆိုတာကဒီ technique ကိုဆက်လုပ်ပေးမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က notion လို့ framework တွေထုတ်ပေးမှာလားเนาะဒါမျိုးရှိမယ်ပြီးတော့လို့ရှိရင်ဆိုကိုကဆက်လုပ်မယ်ဆိုလို့ရှိရင်ကိုတယောက်တည်းလုပ်လို့မရဘူးကိုကသူတို့ရဲ့လုပ်ငန်းအကြောင်းကိုကမသိဘူးပေါ့နော်မသိတာဖြစ်တဲ့ကြောင့်မလို့သူတို့မှာဒီရဲ့ decision making အနေနဲ့team member တစ်ခုတယောက်ရှိဖို့လိုတယ်အဲ့ဒါမှဆက်လုပ်တာပို့ပြီးတော့ချောမယ်ပေါ့နော်မဟုတ်လို့ရှိရင်ကိုကဒီအပိုင်းတွေဘလောက်ပဲတိစောက်သူတို့ ਨੇ ကိုက်ညီတဲ့ဟာမရနိုင်ဘူးပေါ့အဲ့တော့ကိုကဆက်အပိုင်းသွားမှာလားပြီးတော့လို့ရှိရင် framework ပုံစံမျိုးသွားမှာလားဆိုတာမျိုးဆက်ပြီးတော့လုပ်လို့ရတယ်framework ဆိုတာကျွန်တော်notion ဆိုရင် template ပုံစံမျိုးလေးအဲ့လိုမျိုးဖြစ်သွားတာပေါ့ဟုတ်တယ် template ပုံစံမျိုးဟုတ်ဆရာကျေးဇူးပါခုနောက်ပိုင်းnotion ဒီ notion နဲ့ cloud တွဲသုံးတဲ့ဟာလည်းအရန်ကောင်းတယ်ပေါ့နော် notion နဲ့ cloud တွဲသုံးတဲ့ဟာဆိုတော့ကျွန်တော်တို့က cloud ကနေပြီး to do list တွေပါလုပ်ထားတယ်ဆိုလို့ရှိရင်ဒီဟာကို notion ထဲမှာသွားပြီးတော့ rewrite လုပ်လို့ရတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်နောက်မှစိတ်ဝင်စားတဲ့လူရှိတော့မှထပ်ပြီးတော့ပြပါမယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့မိကုန်းတွေတခြားသူတွေရောကျွန်တော်တို့မေးချင်တာရှိမလား။ Definitely ကိုမေးမယ်နဲ့တူတယ်ဟုတ်လား။မမေးဘူး။ Okay good သမီးတို့လည်းဒီဗီဒီယိုတွေထုတ်မယ်ဆိုရှင် Gemini လို့ဆိုလို့ရှင်အမျိုးပတ်စံပေးရလားဆရာGemini ဆိုလို့ရှိရင်သူတရက်ကို3ပုတ်လားမသိရတယ်တရက်3ပုတ်သူကဘယ်လိုထုတ်ရလဲဆရာအဓိကတော့အဲ့မှာကိုထုတ်ချင်တဲ့ဗီဒီယိုကပါလဲပေါ့story ပေါ့အဲ့ story ကိုရေးပြီးရလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ထုတ်လို့ရတယ်အဲ့ story ကမှတစ်ဆင့်အဲ့ဒီ story ကိုမှ prompt structure တစ်ခုအနေနဲ့တည်ဆောက်လို့ရတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကိုကဘာ story ရေးမှာလဲနော်အဲ့ story ကို
အင်္ဂလိပ်လိုသုံးပါလားမြန်မာလိုသုံးပါလားဒီနှစ်ခုအပိုင်းကတော့ပြန်ပြီးရှိလာမယ်အဲ့တော့ Gemini ဆိုပါလို့ပါGemini သုံးမယ်ပေါ့နော် Gemini သုံးမယ်ဆိုလို့ရှိရင်ဒီကမှာတစ်စင်ဒီ tool တွေထဲမှာ create video ဆိုတာရှိတယ်ဒီမှာ prompt ရိုက်လိုက်ရောနော်ဒီ thinking mode လေးဖွင့်လိုက်နော်ပိုကောင်းတယ် thinking mode လေးဖွင့်ထားလိုက်ပေါ့နော် thinking mode လေးဖွင့်ပြီးတော့ဒီမှာကိုထုတ်ချင်တဲ့ video ပုံစံမျိုးဒီမှာထုတ်လို့ရတယ်သူကထုတ်မယ်ဆိုလို့ရှိရင်ဒီမှာဘယ်လောက်8 second လားမသိရအဲ့ဒါအပြင်နောက်တစ်ခုရှိတာပါလဲဆို flow လို့ပါတော့ Google ရပဲထုတ်ခဲ့ကောင် flow လို့ပါလို့ရှိပြီဒီ flow ပါလေသွားပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဒီ ဘလူး flow ကမှာလေ တော့ချက်တဲ့ရုပ်ပနေပုတ်လောက်ထုတ်လို့ရတယ် သူလည်းသုံးဖို့လောက်တော့ရမယ်နဲ့တူတယ် ဟုတ်စီ အဲ့တော့အဲ့မှာ video creation လုပ်တဲ့အချိန်အခုနောက်ပိုင်းဆိုလို့ရှိရင်အဲ့ video recap လုပ်တဲ့ဟာတွေအများကြီးရှိလာတယ် ဟုတ် recap မှာလည်းတချို့လည်းတော်တော်များများလုပ်ကြတယ်အဲ့တော့